လောကသားတွေကဆူညံတာကိုနှစ်သက်ကြတယ်ဒါကြောင့်မို့လို့တိတ်ဆိတ်ငြိမ်သက်တဲ့နေရာဆိုတာအလွန်ရှားပါတဲ့နေရာတစ်ခုဖြစ်တယ်ဘုရားကိုကိုးကွယ်မြတ်နိုးတဲ့ဘုရားဘာသာနိုင်ငံလို့ပြောကြတဲ့မြန်မာနိုင်ငံမှာဆူညံမှုကအလွန်များတယ်ဘုရားဘာသာမဟုတ်တဲ့ဥရောပကနိုင်ငံတွေတို့အမေရိကန်နိုင်ငံတို့ရောက်ဖူးတဲ့လူတွေသိပါလိမ့်မယ်ဘယ်နေရာသွားတိတ်ဆိတ်ငြိမ်သက်နေတာပဲအိမ်ထဲမှာဆိုရင်လူရှိတယ်လို့တောင်မထင်ရဘူးစူပါမားကတ်တွေထဲဝင်သွားရင်လည်းလူရှိတယ်လို့တောင်မထင်ရဘူးအင်တန်မှငြိမ်သက်ကြတယ်ရုပ်ပြင်ကနာတွေမှာလည်းပဲအင်တန်မှငြိမ်သက်တယ်စူးစူးညံ့ညံ့စကားပြောနေတာမရှိသလောက်အံ့ဩဖွယ်ရာတွေ့ရတယ်သို့တော့ဘုရားဘာသာလို့အမိခံတဲ့မြန်မာနိုင်ငံမှာတိတ်ဆိတ်တဲ့နေရာဆိုအလုံးကိုရှားနော်တိတ်ဆိတ်တဲ့နေရာဒါလည်းဆင်ញင်စဉ်းစားကြရအမှန်တမ်းကောင်းတယ်မြတ်စွာဘုရားသခင်ကိုရောမြတ်ကတိတ်ဆိတ်ငြိမ်သက်မှုကိုအလုံးကိုမြတ်နိုးတယ်ဒါကြောင့်မို့ပါဠိစာပေမှာဘုရားကိုချီးကျူးတဲ့စကားလုံးလေးတွေရှိတယ်အဲ့ဒါဘုရားဘာသာဝင်သူတော်စင်တို့သိတဲ့ပုဂ္ဂိုလ်လည်းသိမယ်မသိတဲ့ပုဂ္ဂိုလ်လည်းမသိသေးဘူးသို့တော့သိအောင်ပြောရမယ်ဆိုလို့ရှိရင်မြတ်စွာဘုရားကိုချီးမွမ်းတဲ့စကားလုံးတွေတယ်ဒါကတခြားဘာသာဝင်တွေကချီးမွမ်းတဲ့စကားလုံးမြတ်စွာဘုရားကိုချီးမွမ်းတဲ့အခါမှာအပတ္တတကာမောတဲ့အတန်တိတ်ဆိတ်မှုကိုလိုလားတယ်မြတ်စွာဘုရားကအတန်တိတ်ဆိတ်မှုကိုလိုလားတယ်ဆိုတာတခြားဘာသာဝင်တွေကပါသိတယ်ဒါကြောင့်မို့လို့မြတ်စွာဘုရားကိုခက်လန်းလန်းကမြင်လိုက်တာနဲ့ပဲစကားကြဲလောင်ပြောဆိုမှုတွေကိုထိန်းချုပ်ပြီးတော့ငြိမ်ငြိမ်လေးနေကြဒီအကျင့်ဟာစာပေကျမ်းဂန်ထဲမှာမကြာခဏထို့သုတ်တန်တွေမှာတွေ့ရတယ်တခါအပတ္တတဝိနိတာမြတ်စွာဘုရားဟာတပည့်တာဝကတွေကိုတိတ်ဆိတ်ငြိမ်သက်စွာနေတတ်ဖို့ဆိုပြီးဆုံးမသွန်သင်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်အပတ္တရတဝဏဝါဒီတိတ်ဆိတ်ငြိမ်သက်မှုရဲ့ဂုဏ်ကျေးဇူးချီးမွမ်းစကားကိုပြောကြတတ်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်လို့အညတ်ဒိဋ္ဌိယလို့ဆိုတဲ့တခြားဘာသာဝင်တွေကပါမြတ်စွာဘုရားကိုချီးမွမ်းထောမနာမှုပြုကြတာအဲ့တော့ဒါတွေကဘုရားရဲ့အကြိုက်ပြောရမယ်ဆိုလို့ရှိရင်တိတ်ဆိတ်ငြိမ်သက်စွာအတန်တိုးတိတ်မှုဟာအင်မတန်မှအရေးကြီးတယ်လို့အခုလိုတရားဝဲတွေကျင်းပနေတဲ့အခါမှာဆူညံတဲ့အတန်တွေကဘယ်လိုမှတရားဟောလို့မဖြစ်နိုင်နာတဲ့ပုဂ္ဂိုလ်ကလည်းနာတဲ့မှာနှစ်တန်ဝင်နေသည့်အတွက်ကြောင့်တမာတိမရနိုင်ဘူးဟောတဲ့ပုဂ္ဂိုလ်အနေနဲ့ကလည်းတမာတိမရနိုင်ဘူးမရနိုင်သည့်အတွက်ကြောင့်တရားဓုတရားမြတ်ရဆိုဝေးလေဆိုတရားဓုတရားမြတ်ရဖို့မပြောနဲ့ဟောတဲ့တရားမှတ်မိဖို့တောင်မှခဲရင်နေနော်အဲ့တော့ဘုရားတရားတော်ဆိုတာ profound ဓမ္မလို့ဆိုတဲ့အလွန်လေးနက်တယ်ခံဗီရနည်းနည်းတယ်ဆိုတဲ့တရားကိုမြတ်စွာဘုရားကဟောတိုင်းတပည့်တာဝကတွေကိုဘယ်လိုတတိပေးတယ်လဲလို့ဆိုရင်သူနောဟိတာဓုကံမနတိကရောဟိဆိုတဲ့အများအများပြောတယ်အများဆိုရင်သူနောထတာဓုကံမနတိကရောထသူနောထနားဆိုင်ထောင်ကြပါမနတိကရောထစိတ်ထဲမှာနှလုံးသွင်းထားကြပါလို့ဘာဖြစ်လို့တော့ဆိုတော့တာဓုကံမနတိကာရာယတ္တာဟိသာသနတံပတ္တိတဲ့မြတ်စွာဘုရားရဲ့အဆုံးအမတစ်ခုပြည့်ဝဝနဲ့ယင်တဲ့နှလုံးထဲရောက်ဖို့ဆိုတာဟာတဲ့နော်အင်တန်မှကောင်းနှလုံးသွင်းမှုပေါ်မှာမှမူတည်တယ်အဲ့ဒါကြမှာကောင်းနှလုံးသွင်းနိုင်မှမြတ်စွာဘုရားတရားတော်ဟာယင်ထဲရောက်အသိဉာဏ်ထဲကိုရောက်လာနိုင်တယ်သို့မဟုတ်လို့ဆိုလို့ရှိရင်တော့ဘုရားတရားတော်ဟာယင်ထဲနှလုံးထဲရောက်လာဖို့အမှန်တမ်းခဲနေအမှန်ခက်ခဲတဲ့တရားဓမ္မယင်ထဲရောက်ဖို့ဆိုတာတော့ခက်ဒါကတချင်းဆိုတာလည်းမဟုတ်ဘူးစတိတ်ရှိုးပြတာလည်းမဟုတ်ဘူးဘုရားတရားတော်ဆိုတာအလုံးကိုတိတ်ဆိတ်ငြိမ်သက်တဲ့နေရာမျိုးရွေးချယ်တဲ့တိတ်ဆိတ်ငြိမ်သက်စွာနာယူတဲ့ဓမ္မအဂရဝဆိုတာနဲ့ပတ်သက်ပြီးပြောတဲ့အခါမှာတရားဟောတဲ့အခါမှာတူတူစကားပြောခြင်းဟာတရားကိုမလေးစားရရောက်တယ်လို့စာပေကျမ်းကမှာဒီလိုဆိုတယ်ဒါကြောင့်မို့လို့ဘ
ရားရဲ့တပည့်သားတာဝကတွေဟာအင်တန်မှဒီရင်ကျေးတိမ်မွေးတဲ့ဓမ္မဂါရဝတရားတော်ကိုလေးစားစွာနာယူမှတ်သားကြဒါကပညာရက်တစ်ခုနာယူနေတာတရားနာတယ်ဆိုတာတကယ်ကတော့အပျော်နာတာမဟုတ်ဘဝတန်မြာမှာတို့တွေဘလို့အဖြေမှန်ထုတ်နိုင်မလဲဘဝကိုဘဝရဲ့အကြောင်းကိုဘလို့သိအောင်လုပ်ရဘဝမှာပျော်စရာဆိုတာဘာရှိတယ်လဲထိုဘဝကြီးရဲ့အပြစ်အနာစာဆိုတာဘာရှိတယ်လဲဘဝကြီးကထွတ်မြောက်ဖို့လမ်းကြောင်းရောရှိရလားဆိုတာတွေအသေးစိတ်နားလည်အောင်တရားဓမ္မကိုနာယူကြရတာဖြစ်တယ်ပေါ့အဲ့ဒါလို့နာယူနိုင်မှဘဝရဲ့တာယာမှုဆိုတာလေတွေ့အောင်ရှားနိုင်တယ်အေးတာယာမှုတွေရှိသလားလို့ဆိုတော့မဟုတ်ဘူးဘဝမှာအပြစ်နာစာတွေမြောက်များစွာရှိအဲ့ဒီအပြစ်နာစာတွေရှိလာတဲ့ဘဝကြီးကလွတ်ချင်တယ်ဆိုရင်ရောထွက်ပေါက်ရှိရလားဆိုထွက်ပေါက်ပြအဲ့ဒါလို့အတ္တဒအာဒီနဝနေတရဏလို့ခေါ်တဲ့ဘဝနဲ့ပတ်သက်တဲ့ရှုမြင်သုံးသပ်မှုရှုထောင့်၃ခုကနေမြတ်စွာဘုရားသုံးသပ်ဆင်ခြင်ပြီးတော့ပြအဲ့တော့ဒီလောက်လေးနဲ့တဲ့တရားဂံဗီရနည်းနည်းတယ်ဒုဒ္ဒတမြင်ဖို့အမှန်တန်ခက်တယ်နိပုဏတရားအမှန်တမ်းသိမ်မွေ့တဲ့အရာသိငယ်တဲ့အရာဆိုတာအကုန်ဆိုင်မှမြင်နိုင်တယ်သိနိုင်တယ်ပေါ့ပန္တိတဝေရဏိယတာမန်ပုဂ္ဂိုလ်တွေနားမလည်နိုင်ဘူးပညာရှိတဲ့ပုဂ္ဂိုလ်သာနားလည်နိုင်တယ်လို့မြတ်စွာဘုရားကိုယ်တိုင်ကအကျဉ်းချင်းထုတ်ဖော်ပြောရတဲ့ဒီတရားမျိုးဟာအမှန်တမ်းတိတ်ဆိတ်ငြိမ်သက်တဲ့နေရာမျိုးပါလားဒါမို့မြတ်စွာဘုရားတိတ်ဆိတ်ငြိမ်သက်မှုကိုလောကမှာအမြတ်ဆုံးလို့တိတ်ဆိတ်ငြိမ်သက်မှုကိုမြတ်လို့ဆုံးပုဂ္ဂိုလ်ဟာဘယ်သူလဲလို့ဆိုရင်မြတ်စွာဘုရားပဲဖြစ်တယ်။ဘာကြောင့်ဒီစကားကိုပြောရတာတုံးဆိုလို့ရှိရင်တုန်နီဘာဝဆိုတဲ့စကားလုံးလေးရှိတယ်။တုန်နီဆိုတာအဘာဒနာစကားမပြောဘူးဆိုတဲ့အဓိပ္ပာယ်နော်။စကားဟာလိုအပ်တဲ့အခါမှာပြောတယ်။အတန်ထွက်အောင်မလုပ်ဘူး။တုန်နီအဘာဒနီတုဟအဘာမောနဆိုတဲ့အဓိပ္ပာယ်နဲ့အဘာဒနာစကားမပြောဘဲနေတာကိုတုန်နိဘာဝလို့ခေါ်တယ်တိတ်ဆိတ်ငြိမ်သက်စွာနေတယ်မြတ်စွာဘုရားကိုတစုံတစ်ယောက်ကစွန့်ပစ်တာပဲဖြစ်စေတခြားကိစ္စအရာပင့်ဖိတ်တာပဲဖြစ်စေမြတ်စွာဘုရားကလက်ခံတယ်ဆိုလို့ရှိရင်နှုတ်ကနေပြီးတော့အေးလာခဲ့မယ်လို့ဘယ်တော့မှမပြောဘူးနော်တိတ်ဆိတ်ငြိမ်သက်စွာနေပြခြင်းဖြင့်လက်ခံဒါကြောင့်မို့စာပေကျမ်းဂန်မှာတုန်နိဘာဝေနအဓိဝသေတိတိတ်ဆိတ်ငြိမ်သက်မှုကိုပြခြင်းဖြစ်တာလေလက်ခံတယ်တန်ဃာတွေကိုလည်းဒီစနစ်ပေးထားဝိနည်းကိစ္စဆောင်ရွက်တဲ့အခါမှာတာဝန်ရှိတဲ့ပုဂ္ဂိုလ်ကသဘောတူမတူမေးမြန်းတဲ့အခါမှာနှုတ်ကနေထုတ်ပြောเสียမလိုဘူးရဟန်းခံတဲ့ကိစ္စပဲဖြစ်ဖြစ်တန်ဃာကိစ္စတွေအခြားတန်ဃာကိစ္စတွေဆောင်ရွက်တဲ့အခါမှာပဲဖြစ်ဖြစ်တန်ခါပရိသတ်ဟာတိတ်ဆိတ်ငြိမ်သက်ရမှာတိတ်ဆိတ်ငြိမ်သက်ဒါကြောင့်မို့စကြတဲ့ကတန်ခါတွေမှာစတဲ့စကားလုံးလေးကိုကတုနာတုမေဗန္တေတန်ခောဆိုတဲ့စကားလုံးကစအရှင်ဘုရားတို့တန်ခါဟာတပည့်တော်ပြောတာနားဆိုင်ထောင်ပါနားထောင်တယ်ဆိုတာဆူညံနေလို့ရှိရင်ဘယ်လိုလုပ်နားထောင်တိတ်ဆိတ်ငြိမ်သက်မှနားထောင်လို့ရတာဟုတ်အဲ့ဒါကြောင့်နားထောင်ပါဆိုတာစကားကနေစပြီးတော့တန်ခါကိစ္စတွေမှာမေတ္တာမှာစနစ်ကြကမ္မဝါစာဆိုတာဒီလုပ်ငန်းကိစ္စတွေနဲ့ပတ်သက်တဲ့ပြောတဲ့စကားလုံးဟာအင်တမခက်မိတယ်အင်တမခက်မိစနစ်တကျသိရှိတယ်ပေါ့အဲ့ဒီမှာတစုံတစ်ခုကိုအများဆန္ဒအရဆုံးဖြတ်ရတော့မယ်ဆိုရင်မေးတယ်သဘောမတူရင်ပြောပါသဘောတူရင်စိတ်စိတ်နေပါဒီလိုပဲပြောတာနော်သဘောတူရင်စိတ်စိတ်နေပါလို့ဆိုတာသဘောတူတယ်ဆိုရင်ပြောစရာမလိုဘူး noble silence က agreement ကိုဖော်ပြတယ်ဒါကအင်တမလူယဉ်ကျေးတဲ့ပုဂ္ဂိုလ်တွေလိုက်နာတဲ့ကျင့်စဉ်တစ်ခုပဲအဲ့တော့မြန်မာနိုင်ငံကလူတွေဟာဒါအများစုလိုက်နာမှုရှိရလားလို့ဆိုလိုက်နာမှုအင်တမအားနည်းတယ်ဘုရားဘာသာဖြစ်ပေမဲ့လို့ဘုရားရဲ့အဆုံးအမတွေကိုမရလို့လားသို့မဟုတ်တခြားအကြောင်းကြောင့်လားကိုယ့်အကိုစစ်ဆေးမေးမြန်းတဲ့နေပေါ့နော်အဲ့တော့ဒီတိတ်တိတ်ဆိတ်ဆိတ်ကလေးနဲ့တရားနာတာတို့
တိတ်ဆိတ်ငြိမ်သက်စွာနေရာရွေးချယ်တာတို့ဒါတွေကအမှန်တမ်းအရေးကြီးတဲ့ကိစ္စတွေပဲအရေးကြီးတဲ့ကိစ္စတွေအဲ့တော့မြတ်စွာဘုရားကဒီယဟန်တွေကိုအများအားဆုံးမလေးရှိတယ်ယဟန်တွေဆုံးမတဲ့စကားဟာလူတွေနဲ့မဆိုင်ဘူးလို့ဒီလိုအဓိပ္ပာယ်မရှိဘူးအားလုံးအတွက်ဆုံးမတဲ့စကားတစ်ခုပဲအားလုံးတရားနာပရိသတ်တွေအားလုံးဟာမြတ်စွာဘုရားစီတရားနာဖို့ချဉ်ကပ်ကြတယ်လူ့ကြောင့်တရားဓမ္မတွေဘုရားရှိရသွားပြီးတရားနာဖို့သူ့အချိန်အားလျော်စွာဆင့်ကပ်ကြတန်ဃာတော်တွေဘုရားရှိရသွားပြီးတော့ချဉ်ကပ်ကြတရားဓမ္မနာယူကြမြတ်စွာဘုရားကတရားဓမ္မတက်လျော်တဲ့ဆုံးမဩဝါဒတွေပေးပြီးတော့ဆုံးမဩဝါဒပေးလိရှိအဲ့ဒီထဲမှာတိတ်ဆိတ်ငြိမ်သက်မှုပြက်ပြားတာမျိုးတို့ဒီမေဖို့နိဗ္ဗာန်အတွက်အသုံးမဝင်နဲ့အထောက်အကူမဖြစ်တဲ့စကားမျိုးတွေပြောဆိုဆွေးနွေးတာမျိုးလို့ဆိုလို့ရှိရင်မြတ်စွာဘုရားတတိပေးတယ်အမြဲတမ်းယဟန်တွေကိုဆုံးမဩဝါဒပေးတဲ့အခါမှာတဏိပဋိဒါနဝောဘိက္ခွေဓဝယံကရဏီယံချက်သားယဟန်တို့နှစ်ယောက်ဆုံမိပြီဆုံမိကြပြီဆိုရင်ဒီနှမျိုးပဲရွေးတယ်နှမျိုးတည်းကတစ်မျိုးမျိုးပဲနှမျိုးတည်းကတစ်မျိုးမျိုးဆိုတာဘာလဲလို့ဆိုရင်ဓမ္မိကထာဝါစကားပြောမယ်ဆိုရင်ကိုပြောတဲ့စကားသည်ဓမ္မနဲ့စပ်တဲ့စကားမျိုးပဲပြောရမယ်လို့ဆိုအရာထဲကစကားမျိုးတွေဟူစကားဒီစကားတွေမပြောနဲ့စီးပွားရေးစကားနိုင်ငံရေးစကားတခြားစကားတွေမပြောနဲ့ဓမ္မစကားပဲပြောဒါဘုရားအဆုံးအမပြောတာနော်ဘာဖြစ်လို့တော့ဆိုမြတ်စွာဘုရားပွင့်ခြင်းကိုကတဏှာဝုတ်ကလွတ်ပြီးတော့တရားတို့တရားမြတ်ရဖို့အတွက်ဘုရားကတော့အဲ့လိုဆုံးမခဲ့တာဓမ္မိကထာဝါဓမ္မိဆိုတာဓမ္မေနယုတ်တာတရားနဲ့ပတ်သက်တဲ့စကားမျိုးဓမ္မနဲ့ပတ်သက်တဲ့စကားပဲပြောပါတဲ့ကဲပြောစရာမရှိဘူးဆိုရင်ဘာလုပ်ရမလဲဆိုအရိယောတုံနိပါဝော Noble silence လို့ခေါ်တယ်နော်မြင့်မြတ်တဲ့အတန်တိတ်ဆိတ်တည်ငြိမ်စွာနေထိုင်မှုမြတ်လို့ပါလို့ဒီလိုဆိုလိုတာနော်ဒီနှစ်ခုပဲလုပ်ပါလို့မြတ်စွာဘုရားအမြဲဆုံးပါတယ်သို့တော့နာခံကြလားလို့ဆိုတော့ဒါကတော့နာခံတဲ့လူလည်းရှိတယ်မနာခံတဲ့လူလည်းရှိတယ်အဆုံးမဩဝါဒကိုပြောပြတာနော်ဘုရားရဲ့အဆုံးအမကတော့အဲ့တိုင်ရှိတယ်ဆုံပြီဆိုလို့ရှိရင်နှစ်မျိုးတည်းကတစ်မျိုးမျိုးပဲလုပ်ပါလဲတရားစကားရင်လည်းပြောပါသို့မဟုတ်ရင်တိတ်ဆိတ်မြင့်မြတ်တဲ့တိတ်ဆိတ်ငြိမ်သက်မှုနဲ့နေပါလို့ဒီလိုဆိုလို့တာအဲ့တော့အလုံးဟာဘာသာကြားတွေကိုပြောမယ်ဆိုလို့ရှိရင်မြတ်စွာဘုရားကဆူညံလုံးလို့ရှိရင်ယဟန်တွေကိုနှင်ထုတ်တယ်လို့ဆိုလို့ရှိရင်ဘေးကလူတွေကအံ့ဩကောင်းအံ့ဩလိုက်မယ်တကယ်ရှိတာပါနော်ဆူညံတဲ့စကားတန်တွေကိုပြောလို့ရှိရင်မြတ်စွာဘုရားကိုယ်တိုင်ကနှင်ထုတ်ခဲ့တယ်ဆူညံတာကိုမြတ်စွာဘုရားမကြိုက်ဘူးဆိုတာအင်တန်မှထင်ရှားတယ်ပေါ့တပည့်တွေလည်းဆူညံမှုကိုမပြုစေရဘူးတခြားပုဂ္ဂိုလ်တွေထဲမှာလည်းဆူညံမှုရှိလို့ရှိရင်မြတ်စွာဘုရားမသွားဘူးအဲ့ဒီနေရာမျိုးတိတ်ဆိတ်ငြိမ်သက်မှုဟာအလွန်တန်ဖိုးရှိတယ်ဒီကနေ့နိုင်ငံခြားတိုင်းတစ်ပါးတချို့ပညာရှင်ကြီးတွေဟာတိတ်ဆိတ်ငြိမ်သက်မှုရဲ့တန်ဖိုးကိုလည်းသူတို့သိကြတယ်လူတွေဟာတိတ်ဆိတ်ငြိမ်သက်မှလူတွေရဲ့အသိဉာဏ်အုံနောက်ပို့ပြီးတော့လန်းဆန်းတက်ကြွပြီးတော့နော်အုံနောက်ဆိုတာတင်စားပြောတာပါလန်းဆန်းတက်ကြွပြီးအသိဉာဏ်တွေဖွံ့ဖြိုးနိုင်တယ်ဒါကြောင့်မို့လို့တိတ်ဆိတ်ငြိမ်သက်မှုဟာတိတ်အရေးကြီးတယ်တခြားဘာသာဝင်တွေရဲ့ဒီဖျားเจ้าလို့ခေါ်တဲ့အဲမှာဝင်သွားလိုက်လို့ရှိရင်တိတ်ဆိတ်နေရတယ်နော်ငြိမ်ပြီးတော့စကားမပြောဘဲနဲ့တိတ်ဆိတ်ငြိမ်သက်စွာသွားဘယ်သူမှအဲ့ထဲမှာဆူညံသွားတာမမြင်ဘူးဘုန်းကြီးတို့ဥရောပခကြီးရောက်တဲ့အခါမှာသူတို့လိုက်ပြရင်ပြเสียဒီပြင်ဟာမရှိဘူးဥယျာဉ်တို့ပြခြင်းပြမယ်နော်တခြားဒီမြန်မာနိုင်ငံမှာလို့ဇေဒီပထိုးတွေသွားပြီးတော့ကြီးစုเสียဖူးမြော်เสียမရှိဘူးမရှိတော့သူတို့နိုင်ငံအများစုကိုးကွယ်တဲ့ church တွေကိုပြတယ် church တွေဝင်လိုက်တာနဲ့တပြိုင်နက်တိတ်ဆိတ်လူမရှိတာမဟုတ်လူရှိတိတ်ဆိတ်နေအောင်သူတို့ကတိတ်ဆိတ်မျက်နှာမှုအမှန်တမ်းတမိုးထားတယ်ဆိုတာထင်ရှား
ဘုန်းကြီးတို့စဉ်းစားမိတယ်တို့ဘုရားရဲ့အဆုံးအမတွေဘာဖြစ်လို့ဒီရောက်နေလဲတို့စီမှာတော့တို့ဘုရားရဲ့အဆုံးအမတွေမြတ်စွာဘုရားသခင်ကိုရောမြတ်ရဲ့တိတ်ဆိတ်ငြိမ်သက်စွာနေရမယ်ဆိုတဲ့အဆုံးအမတွေဗုဒ္ဓဘာသာဝင်ဆိုတဲ့ပုဂ္ဂိုလ်တွေကမလိုက်နာပါလားလို့တို့တွေဟာဘုရားရဲ့အဆုံးအမကိုဒါလေးတောင်မလိုက်နာဘူးဆိုတော့တခြားဟာတွေလည်းလိုက်နာမှာမဟုတ်ဘူးဆိုတဲ့အဓိပ္ပာယ်အဲ့ဒါမှထင်ရှားကြည့်လေရွှေဒဂုံဘုရားပေါ်သွားကြည့်သွားဖူးနော်သုလိဘုရားသွားဖူးဘိုးတော်ထောင်ဘုရားသွားဖူးအိုးဘုရားကိုလှက်ပတ်ကြည့်စူးညံသွားကြတာများတယ်ဘုရားကလှည့်ပြီးတော့ဈေးထဲဝင်တယ်လို့အတိုင်းအတာတစ်ခုဖြစ်နေတယ်ယူသိဉာဏ်နှုံမှုအမြဲတမ်းအားနေယူသိဉာဏ်နှုံမှုအမြဲတမ်းအားနေမြန်မာလူမျိုးတွေအနေထားအဲ့ဒါလူတော်တော်အများစုပြောလူတိုင်းကိုမဆိုလို့ပါဘူးလူတိုင်းကိုမဆိုလို့ထက်ပြီးတော့ဘယ်သူမှသူတည်တနာလုံးမကြည့်လို့တကယ်သူတည်တနာလုံးကြည့်လို့ရှိရင်နေ့စဉ်ဘုရားပေါ်တက်လာတဲ့လူဘယ်နှယောက်ရှိတယ်နော်စကားမပြောဘဲနဲ့ဘုရားကိုမျက်နိုးရှ िख ိုးပြီးသွားတဲ့လူကဘယ်နှယောက်စကားပြောပြီးတော့လက်ပတ်လျှောက်ကြည့်တဲ့လူကဘယ်နှယောက်နော်ဘုရားတော်မှဥမချဘဲနဲ့ထွေလာကိလာစကားတွေလျှောက်ပြောပြီးတော့ဘုရားပေါ်ပြန်ဆင်းသွားတဲ့ပုဂ္ဂိုလ်ကဘယ်နှယောက်ဆိုတာနေ့စဉ်မှာသူတည်တနာလုံးကြည့်ဖို့ကောင်းတဲ့အနေအထားတစ်ခုရှိဟောပြပါဘုန်းကြီးတို့တခါသုလိဘုရားထဲမှာတရားပွဲရှိလို့တရားသွားဟောတယ်တရားဟောလို့မဖြစ်ပါဘူးဘုရားဘူးတွေကပြင်ဘက်ကနေပြီးတော့ဘုရားဖူးလို့ပြောတဲ့ပုဂ္ဂိုလ်တွေကဘုရားကိုလှက်ပတ်ပြီးဆူညံတဲ့စကားပြောသွားတယ်စကားပြောသွားတော့တရားဟောလို့မဖြစ်ခဲ့ဘူးနောက်တော့အဲ့ဒီသုလိဘုရားတွေကပင့်တဲ့တရားပွဲတွေဆိုသွားတော့ဘာလို့လဲဆိုတော့ဒီဘုရားကြိုက်တဲ့တိတ်ဆိတ်ငြိမ်သက်မှုမျိုးမရတော့ဘုရားတရားဟောဖို့ရမတမခဲတဲ့နေရာတစ်ခုဖြစ်သွားတယ်တခြားနိုင်ငံတွေမှာအတော့အံ့ဩစရာကောင်းလောက်တိတ်ဆိတ်ငြိမ်သက်မှုတွေတွေ့ရပြင်းစရာကောင်းလောက်အောင်တိတ်ဆိတ်တယ်လို့ပြောရအမေရိကန်နိုင်ငံတို့ဘာလို့မှာ1994ခုနှစ်ကဝါရှင်တန် DC နဲ့အနီးကပ်ရှိတဲ့မေရီလန်းပြည်နယ်ဆိုတာရှိတယ်အဲ့ဒီမေရီလန်းပြည်နယ်မှာ Silver Spring ဆိုတဲ့မြို့လေးရှိတယ်ညနေချင်းဆိုင်မှာဘာရှိတော့ဆို Healing Day Supermarket ကြီးရှိတယ်ကျောင်းကလည်းကားလမ်းဘေးမှာပဲသို့တော့တကားပိတ်ထားတိတ်ဆိတ်ငြိမ်သက်နေဘာသာမှမကြားအပြင်ထွက်တော့လဲကားတွေသွားတာတော့ပဲမြင်ရအမေရိကန်နိုင်ငံမှာကြားတဲ့တခုတည်းတော့အတန်က emergency horn လေးတခုကြားအဲ့ဒါတော့မကြကြား emergency call ဆိုလို့ရှိရင်911ကိုနဲ့ဒုက္ခရောက်တဲ့ပုဂ္ဂိုလ်တွေကယ်ဖို့လို့ပါတော့ဆိုရင်အဲ့ဒီဟာတော့မကြကြားဗမာပြည်မှာလို့ဟိုအလံတကြားမိသားအိုအောလို့ဟာမျိုးကြီးတော့မဟုတ်ဘူးပေါ့နော်အဲ့ဒါလို့သူတို့စီမှာတိတ်ဆိတ်ငြိမ်သက်မှုကိုဘယ်သူကလှုပ်ပေးလို့ဘယ်သူကဆုံးမလို့ဒီလောက်ငြိမ်သက်ကြတာလဲတို့နိုင်ငံမှာဗုဒ္ဓဘာသာလို့ပြောပြီးတော့ဘုရားကဆုံးမရဲ့တန်းနဲ့ဘုရားစကားဘာဖြစ်လို့နားမထောင်ကြတာပါလိမ့်မလဲလို့ဘာဖြစ်လို့တော့ဆိုဘုရားဘောတက်လဲမတိတ်ဆိတ်ဘူးဘုန်းကြီးကျောင်းသွားလဲမတိတ်ဆိတ်ဘူးဘယ်နေရာမှမတိတ်ဆိတ်ဘူးစူညံပြီးတော့နေလေးရှိကြတာတော့အံ့ဩစရာကောင်းတဲ့အနေအထားတစ်ခုပဲမစင်စားမဆင်ញင်လို့ရှိရင်မသိနိုင်ဘူးဒီကိစ္စတွေစဉ်းစားဆင်ញင်မှုကောင်းတယ်ပြီးတော့ဘာသာရေးပွဲတော်လှုပ်တာကဘာသာရေးပွဲတော်ဖွင့်တယ်ကက်ဆက်တွေတခြင်းတွေဖွင့်လိုက်တဲ့တခြင်းတွေကကာမတခြင်းတွေဖွင့်ဘာသာရေးနဲ့ကာမနဲ့ဆန့်ကျင်ဘက်ချီတစ်ခုဘာသာရေးဆိုရင်ဘာသာရေးတခြင်းလေးကိုဖွင့်နေတယ်ပေါ့အဲ့ဒီစီကံချက်တောင်မှဒီမှာမရှိမပြီးပြင်းဘူးပေါ့ဖះဘောကလည်းဖွင့်နေတာဖွင့်တာပဲဖွင့်တာကဖះဖွင့်လိုက်တဲ့တခြင်းကဖွင့်နေတဲ့နေရာကဖះဖွင့်လိုက်တဲ့တခြင်းကဟိုနားမကြားတာတခြင်းမျိုးတွေနော်ဒါတွေဟိုမစင်စားကြဘူးလားလို့ဒီလိုတွေးတောမိတာပေါ့နော်ဒါကိုတယောက်တည်းလည်းဘာတခုမှလုံးလို့ဖြစ်တဲ့ကိစ္စမဟုတ်ဘူးဒါအများစုဆိုတာသို့တော့လှုပ်ဖို့ဘာဖြစ်လို့မကြိုးစားကြသလဲတခါတော့တောင်ပြောမိသေးတယ်အမေရိကန်နိုင်ငံကလာတဲ့ကမ္မထမ်းဆရာတယောက်မုံရမှာတရားဟောပြီးတော့ဘုန်းကြီးတို့ဖရာတဲကိုသွားပြီးတော့ဝတ်ပြုတဲ့အခါအဲ့ဒီကမ္မထမ်းဆရာသူမသိပါဘူးရင်ကဘာလုပ်လဲဆိုရင်ဖရာခန္ဓာကိုယ်ကြီးတိုက်ဝမှာထိုင်ပြီးတော့ကမ္မထမ်းထိုင်ဘာကမ္မထမ်းထိုင်နေတော့မသိဘူးပေါ့တိတ်ဆိတ်ကလေးမှာဖရာကိုရှေ့မှာကမ္မထမ်းထိုင်ဘုန်းကြီးတို့ဝင်ရောက်ပြီးတော့ဝတ်ချတဲ့အချိန်သူကဝတ်ပြုတယ်
ဘုပြုတ်ပြီးတော့စကားစမြည်ပြောဘယ်ကလာတာတော့ဘာညာနှုတ်ဆက်ပြီးတဲ့အခါသူကဗာမေးတော့သူစိတ်ထဲမှာသူ surprise ဖြစ်တယ်အံ့ဩတာကိုသူပြောဗမာတွေဟာတဲ့ဗုဒ္ဓဘာသာတွေဖြစ်ခဲ့တဲ့ဖျားဖူးတာဖျားကိုတောင်းရောင်ဝှချပြီးတော့စကားတွေပဲစူးစူးညံ့ညံ့ပြောနေကြတယ်တဲ့ဖျားစိတ်လည်းစူးစူးညံ့ညံ့စကားပြောတယ်တဲ့ပြီးတော့လည်းထသွားကြစကားတွေပြောကြတယ်ဖျားဘူးလာတယ်လို့သာဆိုတယ်တဲ့အတိတ်ကမရှိတဲ့အကြောင်းလေးကိုသူပြောပြတယ်နော်ဘုန်းကြီးတို့ကဘာမှရှင်းပြနိုင်တာမရှိဘူးတဲ့ဟုတ်နေတာလေဟုတ်နေတယ်ဆိုတော့အေးလူတွေဆိုတာဒီလိုပါပဲလို့ပဲဒီလောက်ပဲပြောရတာအဲ့ဒါလိုရှိတယ်ဘာပြေးမှာတကယ်တော့လေဟိုမရှက်တတ်ရင်တော့ရှက်เสียမကောင်းဘူးပေါ့ရှက်တတ်ရင်တော့ရှက်เสียကောင်းတယ်ဘယ်ကိစ္စပဲဖြစ်ဖြစ်မရှက်တတ်တဲ့လူကတော့ရှက်เสียမဟုတ်ဘူးဒါရှက်တတ်တဲ့လူဆိုရင်ရှက်เสียကောင်းတယ်ဘာလို့ရှက်เสียကောင်းတော့ဘုရားရဲ့အဆုံးအမခံယူပါတယ်လို့ဘုရားဘာသာတွေလို့ခံယူထားတဲ့ပုဂ္ဂိုလ်တရားဘာဖြစ်လို့ဒီလောက်အကျင့်လေးတောင်မလိုက်နိုင်ကြရတာလေဆိုတာဒါအံ့ဩစရာတွေ့ရတာနော်အံ့ဩစရာဘုန်းကြီးတို့ငယ်ငယ်တုန်းကတည်းကဒီတိတ်ဆိတ်ငြိမ်သက်မှုကနည်းနည်းလေးအကျင့်ပါလာတဲ့သဘောနော်ခုချိန်ထိအောင်စူးစူးညံ့ညံ့စကားပြောတာကိုစိတ်ထဲမှာမကြိုက်ဘူးမကြိုက်တာဒီစာပေလိုက်မှာအနှစ်40လောက်စာပေပို့ချလာခဲ့တယ်စာချနေတဲ့အချိန်မှာဆိုရင်စကားလုံးဝပြောတာဘေးကအတန်းဆူတာတွေလုံးဝဟိုတိမခံနိုင်လောက်ဖြစ်တယ်ပေါ့နော်တိတ်ဆိတ်ငြိမ်သက်နေမှစာချရတာလေဟိုအတိတ်ပဲကိုပိုရှိတယ်ပေါ့ပို့ပြီးတော့အသိဉာဏ်ကိုအတွက်လည်းဖြစ်တယ်တို့တော့အများစုကိုယ်နဲ့မဆိုင်တဲ့စီကနေလာပြီးဆိုလို့ရှိရင်ဘာတတ်နိုင်မှာဘာမှမတတ်နိုင်ဘူးနော်ဘာမှမတတ်နိုင်ဗမာပြည်မှာကကိုကြားခြင်းလို့ဖွင့်တာမဟုတ်ဘူးသူများကြားဖို့ဖွင့်ပေးတာတွေအများကြီးပဲနော်သူများကြားဖို့ကျန်တဲ့လူတွေကလည်းဘယ်သူမှစောရကမတက်ဘူး complain မတက်ဘူးဗမာလူမျိုးတွေဟာဒီဘက်မှာသီးခံတာလားကြိုက်တာလားတော့မပြောတတ်ဘူးနော်တကယ်သီးခံနေတာလားကြိုက်တာလားမပြောတတ်ဘူးအတန်မဆူရရင်မကျေနပ်တာလားမသိဘူးဘာပွဲလေးရှိအတန်ချက်သက်ပါမှဆိုတာမျိုးဖြစ်နေတကယ်ရောနှစ်သက်ညံ့လို့မှုကောင်းရဲ့လားနှစ်သက်ဖွယ်ကောင်းလားမကောင်းဘုန်းကြီးတို့ကျောင်းမှာတော့ကိုလုံးနိုင်တဲ့နေရာမှာတော့လုပ်တယ်ပွဲရှိရင်ဘာမှမဖွင့်ရဘူးတန်ချက်သက်ဘာတန်ချက်သက်မှမဖွင့်နဲ့ဖះလည်းမဖွင့်နဲ့တရားလည်းမဖွင့်နဲ့တရားကိုလည်းဖွင့်ထားလို့ရှိရင်လူတွေကနာတာမဟုတ်ဘူးလေစကားပြောနေကြတာတရားနာတာမှမဟုတ်တာပဲအဲ့တော့တရားမနာပဲနဲ့တရားဖွင့်ထားတာလည်းအဓိပ္ပာယ်မရှိဘူးပဋ္ဌာန်းပွဲတွေရွတ်ကြတယ်သွားကြည့်ပဋ္ဌာန်းနာတဲ့လူတယောက်မှမရှိဘူးနော်တယောက်မှမရှိဘူးတကယ်စဉ်းစားကြည့်မယ်ဆိုရင်အဓိပ္ပာယ်မဲ့တဲ့အလုပ်တွေကိုလုပ်နေကြတယ်လို့ပဲဒီလိုပဲခံစားရတယ်ဟုတ်ပြီသို့တော့ကိုယ်ဘာတတ်နိုင်ဘာမှတတ်နိုင်တာသူတို့ကြိုက်လို့လုပ်တာလေသူတို့ကြိုက်လို့လုပ်တာသို့တော့အဲ့ဒါကိုမညာမတာဝေဖန်ကြည့်သမ်းပါဆိုအဓိပ္ပာယ်ရှိရလားဆိုအဓိပ္ပာယ်မရှိဘူးတကယ်အဓိပ္ပာယ်မရှိုံနဲ့မကဘူးဖះအကြိုက်ဆန့်ကျင်နေတယ်လို့ဒီလိုပဲမြင်ရတယ်ပေါ့တိတ်ဆိတ်ငြိမ်သက်မှုဟာမြတ်စွာဘုရားရဲ့အကြိုက်ပဲဖြစ်တယ်ပေါ့နောက်မြတ်စွာဘုရားရဲ့အဆုံးအမဩဝါဒဓမ္မိကထာဝါရိယောဝတုံနိပါဝောဘုရားဟာဒီမြတ်စွာဘုရားရဲ့စွမ်းမကားကိုတော့ဘယ်သူမှမမိဘူးပေါ့အခုခေတ်တော့ဒီဘုန်းကြီးတွေတရားဟောတဲ့အခါမှာဒီအာလုံးပိဋကကြားနိုင်ဖို့အတန်ချက်ဆက်မသုံးရတာတော့မဟုတ်ဘူးသုံးရသို့တော့ဆောင်းပေါက်လောက်သုံးလို့ရှိရင်လုံလောက်တဲ့ကိစ္စတစ်ခုလောက်စပီကာကြီးတွေတောတွေမှာထည့်ပြီးတော့သုံးတဲ့အခါကျဒီကလည်းတန်ကုန်អော်လိုက်လို့ရှိရင်ဟုတ်ဝေးကနားကွဲမတတ်ပဲအနီးနားလူကနားကွဲဟုတ်ဝေး200 300ကြားတာမျိုးတောတွေမှာတော့ပို့ဆိုးတယ်နော်အဲ့ဒါလို့တောရက်တွေကြတော့လေအတန်ဆူညံတာကိုသဘောကျတဲ့လူတွေများသဘောကျတဲ့လူတွေများတယ်အခုကတော့မျိုးရက်လည်းတိတ်တော့မထူးပါဘူးဆူညံတာကိုကြိုက်တဲ့သဘောတွေအများကြီးရှင်းတော့ကတော့တတ္ထာဘိရတာရာဇာနောတဲ့ဘယင်တွေကတိတ်ဆိတ်လို့ရှိရင်မကြိုက်ဘူးတဲ့အတန်ရှိမှကြိုက်တယ်တခါတော့ကအဇတတမင်းနော်အဇတတမင်းကြီးဟာသဇောင်ဘုံလာပြည့်နေ့အခါသမယကြီးမှာသူကမြတ်စွာဘုရားစီသွားကြတာတိုက်ရိုက်လည်းမသွားရဲဘူး
ဘာလို့မသွားရဲတာတော့ဆိုတော့ဒေဝရတ်နဲ့ပေါင်းပြီးတော့ဘုရားရဲ့အကျိုးမဲ့တွေလုပ်ခဲ့ကြီးကျယ်လုပ်ခဲ့တာအဖေလည်းတတ်တယ်အဖေကိုနမ်းချပြီးတော့တတ်ပြစ်တယ်နော်ဒေဝရတ်ကိုအားပေးအားမြောက်ပြုတယ်ဘုရားကိုဆင်နဲ့တိုက်တဲ့ထဲမှာလည်းသူပတ်သက်နေတယ်မြတ်စွာဘုရားထံလေးသမားတွေလွတ်တာလည်းသူပတ်သက်နေတယ်ဆိုတော့သူဘုရားကိုသွားပြီးမတွေ့ရဘူးသို့သောစိတ်ထဲကတော့မြတ်စွာဘုရားပေါ်မှာခြေနှက်နေတယ်ခြေနှက်နေတော့သူဟာဖခင်ကိုနမ်းချတပ်ဖြတ်ပြီးတဲ့ပိဋကရကကံကြီးကျူးလွန်ပြီးတဲ့နောက်ပိုင်းမှာအိတ်ကောင်းခြင်းမအိတ်ရဖြစ်စိတ်တွေကခြောက်ခြားနေတယ်လူကြားထဲမှာအိတ်နေပေမဲ့လို့သူဟာမိကနေပြောလိုက်တာနဲ့ထပြီးရောင်တော့တာနော်လှုပ်ကြပါအောင်လှုပ်ကြပါအောင်နဲ့ကြောက်လန့်တဲ့ကြားသူ့စိတ်တွေကခြောက်ခြားပြီးတော့နေတယ်ဘာဖြစ်တာတော့မေးတယ်ဘာမှမဖြစ်ဘူးဖြစ်တာအဲ့တော့သူအိတ်ထာကိုတိတ်ပြီးတော့မနှစ်ညုတ်မအိတ်ချင်တော့အိတ်ရမှာရှက်နိုးလာဒါကြောင့်မို့တစောင်းဘုံလာပြီးနေကြီးမှာဆိုလာကလည်းအမတန်မှတ်သားရာသီဥတုကလည်းပဲမိုးတွေကင်းကစားရာသီဥတုတွေကလည်းအေးခါစားလေးဆိုတော့ညအချိန်လေးမှာအပြင်မှာလေငင်းကန်ထွက်လို့လေအမတန်မှကောင်းတဲ့ကောင်းကင်ယံကလာကြီးကလည်းတာတယ်ကျဲဆုံကလည်းထွက်နေတယ်ကြားတွေကလည်းမျိုးစုံအောင်ပွင့်နေတဲ့ရာသီဖြစ်တယ်ပေါ့ဒါကြောင့်တစောင်းမုံလာပြီးနေဟာအလွန်လှပတဲ့နေညလို့အဲ့ဒီတစောင်းမုံလာပြီးနေညမှာညမလူတွေမျိုးတွေကတော့ဘာလို့တော့ဆိုလို့ရှိရင်နော်မက်စလီဘူးတုပ်စားဖို့ကြိုးစားကြတယ်နော်ဘယ်သူကစတယ်တော့မသိဘူးမက်စလီဘူးတုပ်ထဲမှာဆေးပေါင်းခတယ်လို့ပြောတယ်ခမခဘယ်သူမှလည်းသူတေသနာမလုပ်ဘူးနော်စားလို့ဘီတို့ရင်ချက်ဖြစ်ပြီးဆေးရုံရောက်တဲ့လူတော့ကြားဖို့လေအဲ့ဒါအခါတွေစားလောင်းအကြည့်တဲ့အခါကျလေချုပ်ပြီးတော့ဘီတို့ရင်ချက်ဖြစ်လို့ဆေးရုံပို့ရတာတော့ကြားဖို့လေအဲ့တော့တစောင်းဘုံလာပြီးနေညကြီးမှာသူဖျားစီသွားချင်ရင်ထဲကမေးချင်ဟာမေးခွန်းတွေလည်းမေးတယ်ဖျားနဲ့လည်းတွေ့ချင်တယ်ဘယ်လိုလုပ်ပြီးဖျားစီသွားရမလဲဆိုအဲ့ဒီနေညမှာသူကညကိုချီးမွမ်းစကားပြောတာအေးမတန်လှပတဲ့ညကြီးပဲဒီလိုလှပတဲ့ညကြီးမှာဘာလို့ရင်ကောင်းမလဲဘာလို့ရင်ကောင်းမလဲဘာလို့ကြမလဲသူအစီအစဉ်တစ်ခု program တစ်ခုဆွဲမယ်ပေါ့ဆိုတော့အဲ့ဒီဘယင်းရဲ့ဘေးနားမှာလည်းပဲဘာသာမျိုးစုံကိုးကွယ်တဲ့အမတ်တရားရှိတာရှိတဲ့အခါကျတော့ဥအောင်လျှောက်ကြတာပေါ့ပုရဏကသဗ္ဗအမတမအကျင့်ကောင်းတယ်အတွေ့အတာဆိုလုံးဝမရှိဘူးအတွေ့အတာမရှိလို့သူအဝတ်တောင်မဝတ်ဘူးသူဘာမှမရှိဘူးပိုင်ဆိုင်တာတခုမှမရှိဘူးအဲ့ဒီကိုရောကြီးစီသွားရင်ရှင်မင်းကြီးစိတ်ချမ်းသာမှုရနိုင်ပါတယ်လို့ပြောဟိုကတွေ့ပြီးနေပြီအဲ့ဒီကိုရောကြီးအကြောင်းနော်သူကအဂရိယဝါဒဟောတဲ့ပုဂ္ဂိုလ်ကိုစိတ်ဝင်စားဘူးနောက်တစ်ယောက်ကစိတ်ဝင်စားမှမသိတော့သူ့ဆရာလျှောက်ပြန်မက္ခလိခောသာလာစီသွားဖို့အကြံပေးတယ်အဇိတကေတပလကံပလစီသွားဖို့အကြံပေးတယ်ပကုဒ္ဒခိစ္ဆနာစီသွားဖို့အကြံပေးတယ်နောက်နိဂန္ဓနတဗုဒ္ဓစီသွားဖို့ဆိုတာအကြံပေးတယ်ဒီလိုဘေလထဗုဒ္ဓတို့စီသွားဖို့အကြံပေးတယ်ဒီလိုအကြံတွေမျိုးမျိုးပေးတယ်တခုမှလက်မခံဘုရင်ကြီးကအနစ်မြုပ်ဘူးဆိုတာသူအမူအရာနဲ့ပဲပြအဲ့ဒီထဲမှာမြတ်စွာဘုရားကိုကြီးညိုကိုးကွယ်ပြီးဘုရားကျောင်းတကာဖြစ်နေတဲ့ဇီဝကကောမရပစ္ဆာကောမရပစ္ဆာဆိုတာဘုဒ္ဓအနေနဲ့ပြောရမယ်ကောမရပစ္ဆာမြန်မာနိုင်ငံက interpret လုပ်တဲ့အခါမှာကောမရပစ္ဆာကိုမြန်မာနိုင်ငံကအထက်ကရာတိကာတွေအတိုင်းလို့ပြန်လဲလို့ဆိုအဘယမင်းသားရဲ့မွေးစားသားဖြစ်တော်လို့ဒီလိုပဲပြန်တယ်နိုင်ငံခြားလူတွေကကောမရပစ္ဆာဆိုတဲ့စကားလုံးကိုအဲ့လိုအဓိပ္ပာယ်မပြန်မဲနဲ့ဘယ်လိုပြောပြန်လို့ဆိုကလေးအထုကုဆရာကောမရပစ္ဆာသူတို့ပြန်တာကဒီသူ့အတွက်မှန်နေမမှန်မှုအတာထားကောမရပစ္ဆာဆိုတဲ့စကားလုံးကကလေးအထုကုဆိုတာဟုတ်တယ်စဉ်းစားကြရပေါ့နော်ဗမာနဲ့မတူညီတဲ့ဘာသာပြန်တစ်ခုသို့တော့အထက်ကရာတွေရဲ့ဖွင့်ဆိုချက်အရာဆိုရင်တော့ဇီဝကဟာငယ်စဉ်တုန်းကလမ်းဘေးမှာအပြစ်ခံရတဲ့ပုဂ္ဂိုလ်တူပဲအပြစ်လမ်းဘေးမှာစွန့်ပစ်ခြင်းခံရတဲ့ကလေးငယ်တူပဲအဲ့ဒီကလေးငယ်ကိုတွေ့တာဗေမိတာရမင်းကြီးရဲ့သားတော်တစ်ပါးဖြစ်တဲ့အဖေရမင်းသားကတွေ့တဲ့အခါကြီးတွေဝိုင်းနေတာတွေ့တော့ဟေ့ကြီးတွေဝိုင်းနေတာဘာလဲသွားကြည့်ကြတာဆိုတော့ကလေးလေးဆိုဟ
ဟာအသက်ရှင်သေးရဲ့လားရှင်သေးတယ်ရှင်သေးတယ်သက်ရှင်သေးတယ်ဆိုတဲ့အတိတ်ကဇီဝကလို့ဆိုတဲ့အတိတ်ပဲရတယ်အသက်ရှင်လည်းတွေ့ရတဲ့ကလေးလေးလို့ဆိုပြီးသူ့ကိုဇီဝကလို့နာမည်ပေးလိုက်တာပေးပြီးတော့သူ့နန်းတော်ပို့ခိုင်းပြီးတော့ဒီကလေးလေးကိုမွေးထားတာမွေးထားတော့နောက်ကျဆေးဆရာအကျော်အမော်တူဖြစ်သွားတယ်ပေါ့ဒါကသူ့ဇာတ်လမ်းအဲ့ဒီမှာဇီဝကငယ်စဉ်ကတည်းကဘုရားကိုကြီးညိုကိုးကွယ်တဲ့ပုဂ္ဂိုလ်ဖြစ်တော့အဇာတတမင်းကဇီဝကနဲ့သွားကျင်တာဘုရားစီသွားကျင်ဇီဝကလည်းတုတ်တုတ်မှမလှုပ်တော့ဟေးတငယ်ချင်းဇီဝကဘာလို့မပြောတာလဲမဲမှာကိုးကွယ်တဲ့ဆရာမရှိဘူးလားလို့ဆိုတော့မှသူကထားပြီဆိုလိုတာကဘုရားရဲ့တပည့်သားတိတ်ပြီးတော့သူကလိမ့်မာတယ်ရင်ကြီးတယ်သူများတွေတဲ့ဝင်ပြောရင်ဟိုလူနဲ့လူပြောဒီလူနဲ့လူပြောမလုပ်ဘူးဘယ်တော့မှမလုပ်ချိန်ကိုစောင့်တောင်းဆိုမဲ့အချိန်ထိအောင်သူက Noble Silence ပဲနော်တိတ်တိတ်ကလေးနေပြတိတ်တိတ်လေးနေတဲ့အခါကျမှဘယင်ကနေပြီးတော့မင်းရောကိုးကွယ်တဲ့ဆရာမရှိဘူးလားပြောပါလားလို့ဆိုတဲ့အခါကျတော့သူများတွေလို့ဟုတ်လားလက်သီးလက်ယုံတန်းပြီးတော့မပြောဘူးဘယင်ရှိပေမဲ့ဘယင်ကိုလက်အုပ်မချီဘူးမြတ်စွာဘုရားသတင်းသုံးတဲ့ကြောင်းဘက်ကိုလှည့်ပြီးလက်အုပ်ချီပြီးတော့သူ့ရဲ့ဥယျာဉ်ထဲမှာမြတ်စွာဘုရားရှိပါတယ်ဘုရားဂုံကြီးတွေကဘလို့ရည်ချင်းရှိပါတယ်အဲ့ဘုရားစီချင်းကပ်လို့ရှိရင်အင်မတန်မှထူးခြားတဲ့ငြိမ်းချမ်းမှုကိုရပါလိမ့်မယ်လို့သူကလျှောက်တယ်သူစကားအောင်တယ်လေဒါလည်းလူယဉ်ကျေးမှုတွေလိုက်နာရတဲ့ကျင့်ဝတ်တစ်ခုပဲသူများနဲ့စကားလူပြောရင်သူစကားဆုံးအောင်နားထောင်ကြမှာနားထောင်မှာကြံတဲ့လူကဂျားဖြတ်ခြင်းဖြစ်မှာလေခုပြောမဲ့လူတွေအားလုံးတိတ်သွားမှသူပြောတယ်ဒါလည်းပဲလူရဲ့ယဉ်ကျေးမှုတစ်ခုအနေနဲ့မှတ်သားစရာတစ်ခုပဲပေါ့အဲ့ဒီမှာဘုရင်ကြီးကချက်ချင်းပဲသူ့ကိုညပိုင်းကြီးဆိုတော့တိတ်တိတ်ဆိတ်ဆိတ်မှုဆင်နေနဲ့သွားမယ်ပေါ့အန်ရလည်းပုတ်ခင်းတယ်ပေါ့ဆင်ကြဆင်နေနဲ့သွားမယ်ဆိုပြီးတော့ဆင်900တခါတည်းကပြင်တိုင်းခင်းပြီးတော့ဆင်900နဲ့တက်နဲ့သွားလိုက်တာပြောချင်တာကညာကြီးမင်းကြီးဖះเจ้าကိုသွားတဲ့အခါနော်မြို့ပြင်ကိုထွက်ရဘုရင်တွေမှာလုံယုံရေးကမလွယ်ဘူးပေါ့နော်အဲ့ဒီမှာဇီဝကလုံယုံရေးတွေအကုန်စီမံချက်ချပြီးတော့ဘုရားသူ့ရဲ့တရဲ့ဥယျာဉ်ကမြို့ပြင်မှာရှိလို့ဘုရင်ကိုခေါ်သွားတာဟိုရောက်တဲ့အခါကျတော့ဇီဝကရဲ့တရဲ့ဥယျာဉ်ထဲမှာဇီဝကပြောတယ်တန်ခါ250ရှိတယ်လို့သူပြောတာတန်ခါ250ရှိတယ်ဆိုတော့လူတွေဆိုရင်လူ250ရှိတဲ့နေရာကြိတ်နဲ့ဆူးနေမှာပေါ့ဘုရင်ကြီးကလည်းပဲတန်ခါ250ရှိတယ်ဆိုရင်ဆူညံတဲ့အတန်တွေကြားရမယ်လို့သူကမျှော်လင့်တယ်ဟိုတော့ဘယ်သူမှမရှိတဲ့ပုံစံမျိုးနီးလာလေးလေးတိတ်နေလေးလေးနီးလာလေးလေးတိတ်လာလေးလေးတိတ်စိတ်ငြိမ်သက်ဟာတိတ်စိတ်ငြိမ်သက်ဒါမြတ်စွာဘုရားရဲ့ပိဋကအဲ့တိုင်း Noble Silence အဲ့ဒါမှတိတ်ဆိတ်ငြိမ်သက်မှုကိုမျက်နှိုးတော်မူကြတယ်ပေါ့တိတ်ဆိတ်ငြိမ်သက်စွာနေတာနောက်ဆုံးမှာဘုရားစီသူရောက်သွားတယ်ရောက်သွားတဲ့အခါမှာဘယ်သူမှစကားမပြောဘူးယဟန်တွေကလည်းသူ့ကိုမကြည့်ဘူးအားလုံးမျက်နှာချပြီးတော့ထိုင်နေကြတယ်ဘယ်သူမှမကြည့်ဘူးသူစကားဆဖို့ခက်နေစကားဆဖို့ခက်ပြီးတော့အင်္ဂါရီရဲ့ငြိမ်သက်မှုကိုကြည့်တဲ့အခါငြိမ်သက်မှုဆိုတာဓာတ်ကူးတယ်အဲ့တော့ဓာတ်ကူးသွားတဲ့အခါမှာသူကဘာဖြစ်တယ်ဒီလိုငြိမ်သက်မှုမျိုးလေးနဲ့သူ့သားဥရိယဘာဒမင်းသားငြိမ်သက်ရင်ဘလောက်ကောင်းမလဲဆိုတဲ့အတွေးဝင်လာတဲ့အချိန်လေးမှာမြတ်စွာဘုရားကဖြတ်ခနဲ့သူ့ဘာပြောလိုက်တော့ဘုရားကသာစကားစမပြောရင် तू မပြောနိုင်ဘူးဘာလို့လဲဆိုရင်သူ့ရဲ့အပြစ်တွေအမတန်မှကြီးခဲ့တာအဲ့ဒါနဲ့မြတ်စွာဘုရားကအေးချစ်ခင်မြတ်လို့တဲ့လူစီကမင်းတရားကြီးစိတ်ရောက်နေတာလားလို့ကောက်မေးလိုက်တာအဲ့ဒီအချိန်မှာစပြီးစကားစပြောပြပြီးတော့တာပညဖလတုတ်ကြီးကိုဟောတဲ့အနေအထားမျိုးရောက်သွားတယ်ပေါ့ပြောချင်တာကတော့ Noble Silence တန်ဃာတွေဟာတိတ်ဆိတ်ငြိမ်သက်မှုကိုအကြောင်းပြုပြီးတော့ဘုရင်ကြီးတောင်လန့်သွားတယ်ဒီလောက်ထိအောင်တိတ်ဆိတ်ငြိမ်သက်တယ်ပေါ့တန်ဃာ250တဲ့ကချောင်းဆိုးတန်ချောင်းဟန်းတာနော်ခြီတန်ခြေဆက်တန်တခုမှမကြားရဘူးတိတ်ဆိတ်ငြိမ်သက်နေတယ်ဒီလိုဆိုလိုတာနော်အဲ့တော့မြတ်စွာဘုရားအလွန်တိတ်ဆိတ်ငြိမ်သက်မှုကိုမျက်နှိုးတာသိကြဘုန်းကြီးတို့ကငယ်စဉ်တုန်းကဒါကိုယ့်ရဲ့အတွေ့အကြုံတစ်ခုပြန်ပြောပြကိုနှစ်အရွယ်7နှစ်သားမှာစကိုင်းတောင်ရုံရောက်တာ
စကိုင်းတောင်လို့ဆိုတာရောက်ဘူးတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်မရောက်ဘူးတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်စကိုင်းတောင်မှာရှိတဲ့ဘုန်းကြီးကျောင်းသီလရှင်ကျောင်းတွေအားလုံးကိုခြောင်လို့ပဲခေါ်တယ်ဘာဖြစ်လို့ခြောင်လို့ခေါ်တာတော့လို့ဆိုတော့ရှင်းတုန်းကဆရာတော်ကြီးတွေကတော့ကန္တရလို့ပါဠိလိုစီကြတကယ်ကတော့ကန္တရဆိုတာမဟုတ်နိုင်တော့ဘာဖြစ်လို့ကန္တရမဟုတ်နိုင်တာတော့ဆိုကန္တရရဲ့အဓိပ္ပာယ်ကရေစားသွားတဲ့မြောင်းတွေရေကတောင်ကြရေကျလို့စားသွားတဲ့ချောင်းတွေမြောင်းတွေကိုကန္တရလို့ခေါ်တာသူကကေနဓရိယတေတိကန္တရောရေကနေပြီးတော့တိုက်စားသွားလို့ချောင်းဖြစ်သွားတာတော့မဟုတ်မြောင်းကြီးဖြစ်သွားတာဒီလိုဟာမျိုးမှာကန္တရအဲ့ဒါချောင်းဆိုတာဘာအဓိပ္ပာယ်လဲလို့ဆိုလို့ရှိရင်ပပ္ပါပါတောင်ချိုင်ဝမ်းနေခုခေတ်လို့ဆိုရင်တော့ဘယ်လီပေါ့နော်ဘယ်လီအဲ့ဒီတောင်နေမှာခြိုက်ဝမ်းကလေးတွေရှိတယ်တထောင်နဲ့တထောင်ကြားခြိုက်ဝမ်းလေးတွေအဲ့ဒီလိုနေရာမျိုးလေးတွေမှာအတန်တိတ်ဆိတ်အောင်တောင်ထိပ်မှာလည်းမဟုတ်ဘူးတောင်ကပယံလေးတွေမှာခြိုက်ဝမ်းလေးတွေမှာနေလို့ပထမစပြီးတော့ကျောင်းတွေတီထောင်ပြီးတော့နေကြတာမဟုတ်ရှုံမြောင်ချောင်ကြားဆိုတဲ့အဓိပ္ပာယ်နဲ့ချောင်းဆိုတာလေးတွေအဲ့လိုခေါ်လာတာချောင်းကျိုးချောင်းကြားပေါ့နော်တောင်ခွေကလေးတွေရှုံမြောင်ကလေးတွေမှာကျောင်းတွေတီးပြီးတော့ရှေ့တုန်းကနေကြအဲ့တော့ခဏကတော့များလာတဲ့အခါကျပုံစံတစ်မျိုးပြောင်းသွားပြီပေါ့ဒါစကိုင်းတောင်ရဲ့ချောင်းဆိုတဲ့အဓိပ္ပာယ်ကိုပြောပြဘုန်းကြီးကျောင်းဖြစ်ဖြစ်သီလရှင်ကျောင်းဖြစ်ဖြစ်ဘုန်းကြီးတို့က9နှစ်10နှစ်အရွယ်မှာစကိုင်းတောင်ရိုးပုံညာရှင်ဖရာရဲ့အနီးပါးမှာရှိတယ်ပုံညာရှင်ဖရာကတောင်ထိပ်မှာတည်ထားတာအဲ့ဒီပုံညာရှင်ဖရာရဲ့တောင်ကိုငဖားတောင်လို့ခေါ်တယ်ငဖားတောင်လို့ခေါ်တယ်အဲ့ဒီရှေ့ဘက်ကတောင်ကိုပြပုံတောင်လို့ခေါ်တယ်အဲ့ဒီတောင်နှလုံးရဲ့ဈာမှာတောင်တစ်တောင်ရှိတယ်အဲ့ဒီတောင်ကိုငွေတန်ကြားတောင်လို့ခေါ်တယ်အဲ့ဒီငွေတန်ကြားတောင်လို့တောင်သုံးလုံးရဲ့ဈာထဲကရှုမြောင်ထဲမှာဘုန်းကြီးကျောင်းသီလရှင်ကျောင်းတွေတည်ထောင်ထားတာရှိတယ်အဲ့ဒီကျောင်းကိုရှေ့တုန်းကတော့မဟာကန္နာယုံကျောင်းလို့ခေါ်တယ်အဲ့ဒီမဟာကန္နာယုံကျောင်းနဲ့ဆက်ရက်ကဝိပဿနာကန္နာယုံကျောင်းဘုန်းကြီးတော့အဲ့ဒီဝိပဿနာကန္နာယုံကျောင်းရောက်သွားငယ်ငယ်လေးတဲ့အဲ့ဒီရောက်သွားဘာဖြစ်လို့ရောက်တုံဆိုအမသီလရှင်ရှိလို့ရောက်ပေါ့အဲ့ဒီကြောင့်ကအမတမစိကံကြီးတယ်။ကြောင်ထဲမှာရောက်လာလို့ရှိရင်တတ်လို့ပဲစားတတ်မလွတ်တာယူကိုမလာရဘူး။ကြောင်ထဲကိုမသွင်းရ။အားလုံးရောက်လာရင်လည်းတတ်လို့ပဲစားတိတ်ခိုးစားလို့မရဘူး။ကြောင်မှာပြောစမှရှိတယ်တိတ်ခိုးစားလို့ရှိရင်မွေနဲ့တွေ့တယ်။ကြောက်เสียလမ်းเสียတွေနဲ့တွေ့တယ်။ဒါမျိုးတွေဖြစ်တတ်တယ်ဆိုတာအဲ့ဒီမှာအမတမနာမည်ကြီးတယ်။ဒါကြောင့်မို့တတ်လို့ပဲစားတာခဏအထိပဲတတ်လို့ချောင်းပဲအဲ့ကြောင့်အဲ့ဒီကြောင့်မှဗာစိကံရှိတော့ဆိုလို့ရှိရင်ကပ္ပဋ္ဌာန်းကျောင်းလေးတွေသေးသေးလေးစောင့်ထားပြီဒီကြောင့်မှတပားပဲနေရတယ်မနေ့ပိုင်းမှာအနည်းငယ်စကားပြောခွင့်ရှိတော့လဲ12နာရီကနေ3နာရီအထိစကားလုံးဝမပြောအောင်စကားလုံးဝမပြောအောင်တိတ်ဆိတ်နေရတယ်အကုန်လုံးဘာသာမှမကြားစေရငြိမ်ငြိမ်လေးနေရတယ်တော့ကပ္ပဋ္ဌာန်းအထုတ်ကြတယ်ကပ္ပဋ္ဌာန်းနှလုံးသွင်းကြတယ်3နာရီကျော်တဲ့အခါကျတော့မှစာပေရွတ်တာတို့ကမ္မဋ္ဌာန်းရွတ်တာတို့တရားနာတာတို့အဲ့ဒီချိန်မှာလုပ်တယ်အဲ့ဒီမှာဘာထူးထူးခြားခြားတွေးရတော့လို့ဆို12နာရီမှာအချက်ပေးခေါင်းလောင်းကြီးထိုးလိုက်တာနဲ့တပြိုင်နက်ငြိမ်ကျသွားတာ3နာရီခေါင်းလောင်းထိုးမှပြန်ပြီးတော့အတန်လေးလှုပ်ရှားလာတယ်အလုံးဟာအိပ်ပျော်သွားတယ်လို့ငြိမ်ကျသွားတယ်လူတွေသာငြိမ်နလားလို့ဆိုမဟုတ်ဘူးရှင်ကလေးတွေပါငြိမ်သွားတယ်ဘာကြောင့်လဲတော့မသိဘူးရှင်ကလေးတွေပါအဲ့ဒီအချိန်မှာငြိမ်သွားပြီ3နာရီခေါင်းလောင်းထိုးပြီဆိုတဲ့အခါမှာရှင်လေးတွေကတက်နဲ့ဆူလာကြတယ်12နာရီကနေပြီးတစ်ချက်အတွင်းဆိုရင်ရှင်တန်အောင်မကြရအောင်ငြိမ်နေပုံဟာအဲ့ဒါလို့သိစိတ်ငြိမ်သက်မှုတွေဟာဘုန်းကြီးတို့ငယ်စဉ်ကခံစားခဲ့ကြရတယ်ပေါ့ကမ္မဋ္ဌာန်းထုတ်တာတော့မဟုတ်ဘူးကိုဖတ်ချင်တဲ့စာအုပ်ကလေးတွေဖတ်ကမ္မဋ္ဌာန်းတော့ထိုင်ခိုင်းတယ်ဟောဒီဘက်ကြီးမထိုင်တတ်ပါဘူးကမ္မဋ္ဌာန်းထွက်လေဝင်လေမှတ်ခိုင်းတာတော့မှတ်တာခဏလေးနေအိပ်ပျော်တာပဲအဲ့ဒါလို့တိတ်ဆိတ်ငြိမ်သက်စွာနေလာရတာ6နှစ်လောက်အဲ့ဒီမှာအကျဉ်းရသွားတယ်။အော်တိတ်ဆိတ်ငြိမ်သက်မှုဟာအလွန်မြန်လို့စရာကောင်းတာပဲ။ဆူညံမှုနဲ့လုံးဝမတူ။တော့ကျမ်းမာရေးအတွက်လည်းတိတ်ဆိတ်ငြိမ်သက်မှုဟာအမှန်တမ်းအထောက်အကူပြုတယ်လို့နိုင်ငံခြားဒီကျမ်းမာရေးပညာရှင်တွေကဆိုတယ်။ဆူညံခြင်းဟာကျမ်းမာရေးကို
ထိခိုက်ပြပြစေတတ်တယ်ဘာဖြစ်လို့လဲဆိုစဉ်းစားကြည့်ကိုယ့်ရဲ့နားဟာအတန်ကြားနေတာဆိုတာအတန်လောက်တင်ကြားတယ်လို့လူတွေကထင်တယ်အဲ့ဒီအတန်ကြားတာအတန်ကနားစီကိုလာရိုက်ခတ်နေရိုက်ခတ်နေတော့တုန်ခါမှုတွေအများရှိအဲ့တော့ကိုယ်နားလေးဟာငြိမ်ငြိမ်သက်သက်မဟုတ်ပဲနဲ့အမြဲတမ်းတုန်ခါနေတယ်ဆိုတော့ခေါင်းလောင်းတော်မှာအမြဲတီးပါများလို့ရှိရင်အတန်ပါလာတယ်လို့ပဲလူရဲ့နားစီမှာလည်းပဲခဏခဏအတန်တွေပြင်းထန်တဲ့အတန်တွေရိုက်ခတ်ပါများလာလို့ရှိရင်ဒီလူဟာတဖြည်းဖြည်းနားလေးလာမှာပဲနော်နားမလေးရင်လည်းအုံနောက်ထဲမှာရှုပ်ထွေးကုန်မှာပဲပေါ့ဒါကြောင့်မို့လို့ဒီအတန်ပလန်နေဆူညံတာကိုတချို့နိုင်ငံတွေမှာဘာပြောတော့ဆို noise pollution လို့ခေါ်တယ်နော် noise pollution ဆူညံတဲ့အတန်တွေဟာ polluted ဖြစ်တယ်တန်ရှင်းမှုမရှိတော့ဘူးပေါ့အများကတော့နော် water pollution ရေမတန့်တာ air pollution လေမတန့်တာကျန်းမာရေးထိခိုက်တယ်အဲ့ဒီအပြင်နောက်ထပ် noise pollution အတန်တွေဆူညံလို့ရှိရင်လေဒါကျန်းမာရေးထိခိုက်တာတစ်ခုဖြစ်လာအဲ့တော့ noise pollution ဆိုတိတ်တိတ်ဆိတ်ဆိတ်မနေနိုင်ဘူးဆိုရင်ဒီ pollution ဝင်လာမှာပဲပေါ့ဝင်လာမှာပဲအဲဒါကြောင့်မြတ်စွာဘုရားသခင်ကိုရောမြတ်ကအင်မတန်မှတိတ်ဆိတ်ငြိမ်သက်မှုမြတ်နိုးတော်မူတာအံ့ဩလောက်မြတ်နိုးတော်မူတယ်အဲ့တော့ဘုရားနေတဲ့နေရာတိုင်းဟာအင်မတန်မှတိတ်ဆိတ်ငြိမ်သက်ကြတယ်ပြီးတော့မြတ်စွာဘုရားကတရားဟောတဲ့အခါမှာဘုန်းကြီးတို့တွေလူဘာမှအစွမ်းတတ္တိမရှိတာပါရမီမရှိဘုံကံမရှိဆိုမြတ်စွာဘုရားကြတော့ဘုံကံပါရမီတွေနဲ့ဆိုမြတ်စွာဘုရားကြတော့အတန်ချက်ဆက်တွေပါမလို့ပဂတိအတန်လေးကဘေးတိုက်က9ယောက်တင်ရှိရင်အဲ့ဒီ9ယောက်ပဲကြားကြံတဲ့လူတွေမကြားနော်တရားနာပရိသတ်အကန့်အသတ်နဲ့တွားတယ်ပရိသတ်ကတယူဇနာရှိမယ်ဆိုရင်ဘုရားတန်ကတယူဇနာထိရောက်တယ်ဒါကတော့အံ့ဩဖွယ်တစ်ခုပေါ့နော်ဘုရားတန်ကကြားနာမလို့အကန့်အသတ်ရှိတဲ့ပရိသတ်တွေအားလုံးကြားနိုင်တဲ့အနေအထားတစ်ခုမှရောက်တယ်ပေါ့တော့မြတ်စွာဘုရားရဲ့ဒီအတန်တော်နဲ့ကြတော့မြင့်လာအောင်လို့တန်ချက်ဆက်တွေပါလေလှုပ်ဖို့မလိုဘူးပေါ့ပဂတိဟောတဲ့အတန်ပဲတကယ်တရားနာတဲ့ပုဂ္ဂိုလ်တွေပဲကြားတယ်ကျန်တဲ့ပုဂ္ဂိုလ်တွေမကြားဘူးဘာဖြစ်လို့ဒီလိုပြောရတော့လို့ဆိုတခါတော့ကညတန်းအောင်ရအချိန်မှာတရားမင်းကြီးဆင်းလာညသကောင်ချိန်ဆိုလို့ရှိရင်နတ်တွေဆင်းလာလေရှိတယ်ပေါ့အဲ့ဒီမှာတရားမင်းကြီးဆင်းလာပြီးတော့မြတ်စွာဘုရားရဲ့ခန္ဓာကိုယ်တွေတိုက်အခန်းထဲမှာတရားကနေဝင်ပြီးတော့ဘေးကနေမေးတယ်မြတ်စွာဘုရားဖြေးတယ်ရှင်သာရိပုတ္တရာတို့ရှင်မောက္ကလန်တို့ကလက်ဝဲလက်ရအခန်းထဲမှာသတင်းသုံးနေကြတယ်အဲ့ဒီမှာမြတ်စွာဘုရားကဒီမဟာတဏသင်္ခယနဲ့ပတ်သက်ပြီးတော့တဏကုံဆုံးတဲ့နေရာနဲ့ပတ်သက်ပြီးတော့ရှင်မောက္ကလန်ဒီတရားမင်းကြီးကမေးတော့မြတ်စွာဘုရားကဖြေလိုက်တော့တရားကတာရုအဲ့တော့ရှင်မောက္ကလန်ကတရားအတန်ပဲကြားတယ်ဘုရားအတန်မကြားဘူးတရားအတန်တော့သူကြားလိုက်တယ်ဘုရားအတန်မကြားဘူးအဲ့တော့ဘုရားဘာဖြေလိုက်တယ်ဆိုတော့ तू သိချင်တယ်ချက်ချင်းတရားကလည်းပဲနာပြီးတော့ပြန်တက်သွားတယ်အဲ့ဒီမှာရှင်မောက္ကလန်ကတောက်လျှောက်လိုက်သွားပြီးဘုရားကိုတော့မလျှောက်ဘူးသို့တော့တရားကိုလိုက်မေးမယ်ဆိုပြီးတော့မေးတယ်ဆိုတယ်တဏသင်္ခယတုတ်မှတ်တမ်းမှာရှိတယ်လေတက်ပြီးတော့မြတ်စွာဘုရားဘာဟောလိုက်တယ်လဲဆိုတော့ तू အဖြေဘယ်လိုအဖြေပေးတယ်လဲဆိုတော့သိချင်လို့လိုက်အဲ့တော့အဲ့ဒါကိုကြည့်လို့ရှိရင်မြတ်စွာဘုရားအတန်ဟာဒီတကယ်နားထောင်တဲ့ပုဂ္ဂိုလ်ပဲကြားရတယ်ကျန်တဲ့ပုဂ္ဂိုလ်မကြားဘူးလို့ဒီလိုအဓိပ္ပာယ်ရှိတယ်အဲ့တော့အတန်နဲ့လည်းသူများကိုနှောက်ယှက်တာမရှိဘူးတဘာဝကဒါမရှိအဲ့မြတ်စွာဘုရားသခင်ကိုရောမြတ်ဟာတိတ်ဆိတ်ငြိမ်သက်မှုကိုမြတ်လို့တော်မူတယ်လို့ဆိုတဲ့နေရာမှာအထောက်အထားတွေမြောက်များစွာရှိတယ်ထင်တယ်သာတုမတုတ်ဆိုတာမတ္တမထင်ရှားမစ္စည်းမနိကေမစ္စည်းမပဏ္ဏတပါဠိတော်မှာသာတုမတုတ်ဆိုတာရှိတယ်သာတုမတုတ်ဆိုတာအဲ့ဒီတုတ်တန်သာတုမဆိုတဲ့မြို့မှာဟောတာသာတုမမြို့တဲကအာမလခိဝနလို့ဆိုတဲ့ရှစ်ရှားတော်မှာမြတ်စွာဘုရားသတင်းသုံးနေတယ်အဲ့ဒါတာဂဝေမင်းနေပိုင်ဆိုင်တဲ့နေရာတစ်ခုပဲသာတုမဆိုတဲ့နေရာတရားတော်မြတ်စွာဘုရားကအဲ့ဒီရှစ်ရှားတော်ကျောင်းမှာသတင်းသုံးနေတဲ့အချိန်
ရှင်သာရိပုတ္တရာတို့ရှင်မောက္ကလန်တို့သူတို့နောက်ကတပည့်တန်ဃာတွေနဲ့မြတ်စွာဘုရားကိုဖူးတွေ့ဖို့ဆိုပြီးတော့ရောက်လာကြရောက်လာတဲ့အခါမှာကျောင်းနေတန်ဃာတွေနဲ့ရှင်သာရိပုတ္တရာရဲ့တပည့်တွေတပိတ်သင်္ကန်းကိုသိမ်းရင်နေရာချထားရင်ကနေပြီးစကားပြောကြတာဆူဆူညံညံလေးဖြစ်သွားဆူဆူညံညံဖြစ်သွားအဲ့ဒီဆူညံတန်တွေကိုမြတ်စွာဘုရားကြားတဲ့အခါကျတော့ရှင်အာနန္ဒာကိုမေးတယ်ဆူညံနဲ့ဘသူတွေလဲမြတ်စွာဘုရားကဆူညံနဲ့တန်ကိုနှစ်မျိုးခွဲပြီးတော့ပြောဟောတာရှိတယ်ဘာလို့ဆိုဥစ္စာတတ္ထမဟာတတ္ထဥစ္စာတတ္ထဆိုတဲ့အဓိပ္ပာယ်ကဘာလို့ဆိုလူတရားရှိလို့ရှိရင်ပါဇပတ်ကတရားရှိတာတရားရှိတော့ဟိုလူကပြောလိုက်ဒီလူကပြောလိုက်ဟိုလူကဒီလူပြောလိုက်အတန်လေးအများဒီမဟာတတ္ထဆိုတာအတန်လေးအများကြီးဖြစ်နေဥစ္စာတတ္ထဆိုတာကျဲကျဲပြောတဲ့အခါအတန်တွေကမြင့်တက်လာတဲ့အတန်လေးရှိတယ်ဘလုံးမတွေးဟိုကအတန်ဒီကအတန်ဆုံးနေထွက်တယ်ပေါ့မဟာတတ္ထဥစ္စာတတ္ထမဟာတတ္ထမဟာတတ္ထအမျိုးစုံပြီးဥစ္စာတတ္ထမြင့်ပြီးတော့ကျယ်လောင်တဲ့အတန်တွေရှိတယ်အဲ့တော့မြတ်စွာဘုရားမေးတယ်ဘယ်သူတွေလဲတဲ့အတန်တွေဆူးညံပြီးတော့နေတာဥပမာလေးနဲ့မြတ်စွာဘုရားပြောတယ်ကေဝတ္တမင်းကြီးမစ္ဆဝီလောပိတန်ဃာတွေငါးဖမ်းနေတယ်လို့ဆူညံလောက်တာတွေဘယ်သူတွေတုံးလို့မေးတော့ရှင်သာရိပုတ္တရာရဲ့တပည့်ရှင်သာရိပုတ္တရာရှင်မောက္ကလန်အမှုရှိတဲ့တပည့်တန်ဃာတွေဖြစ်ပါတော့အာနန္ဒာခေါ်လိုက်စမ်းငါခေါ်နေတယ်လို့ပြောဆိုဘုရားကခေါ်တော့သူတို့ဘုရားစီရောက်ကြတဲ့အခါကျတော့မေးတယ်ဆူညံလောက်တာရောက်စမှာအချင်းချင်းနှုတ်ဆက်ကြတာတို့တပိတ်သင်္ကန်းထားကြတူကြတာအဲ့ဒါကြောင့်ဆူညံမှုဖြစ်သွားပါတယ်ဆိုတော့မြတ်စွာဘုရားကပြောတော့ဆိုအေးမင်းတို့ငါနှင်ထုတ်တယ်ငါစီမနေကြနဲ့သွားကြတော့ဆိုနှင်ထုတ်လိုက်တာတစ်ခါပဲဒါဆူညံတာလေးနဲ့နှင်ထုတ်တယ်လို့ဆိုရင်တချို့ကလွန်တယ်လို့ထင်ကောင်းထင်နေကြတယ်နော်မြတ်စွာဘုရားဆူတာလေးနဲ့တည်းပဲနှင်ထုတ်လိုက်တယ်အဲ့ဒီတုတ်တာရှင်သာရိပုတ္တရာတို့ရှင်မောက္ကလန်တို့ရောက်ခါရှိသေးတယ်ကဲတပိတ်ကလေးတွေသင်္ကန်းလေးတွေပြန်ယူပြီးဘုရားကနှင်တယ်ဆိုတော့တိတ်ဆိတ်နဲ့ကုတ်နဲ့ပြန်ထွက်သွားကြအကုန်အဲ့တော့စာတုမမှာအစည်းအဝေးထိုင်နေတဲ့တာဂဝေမင်းတွေကမြင်တယ်ခုနကဒီကိုရော်တွေသွားတာဘာမှမကြောက်အခုချက်ချင်းပြန်လာကြတယ်ဘာများဖြစ်ပါလဲခုလေးတွေသွားပြီးခုလေးတွေပြန်လာတယ်ဘာဖြစ်လို့ပါလဲဆိုတော့သိချင်တော့သွားစုံစမ်းတော့ဘုရားကသူတို့နှင်လွှတ်လိုက်တယ်တဲ့ဆူညံလောက်လို့နှင်လွှတ်လိုက်တယ်ဆိုတော့အရှင်ဘုရားတို့ခဏဆိုင်ပါဦးတပည့်တော်ဘုရားကိုသွားလျှောက်ပါအောင်မယ်တပည့်တော်တို့သွားတောင်းပန်ပါအောင်မယ်နဲ့ဆိုရင်သူတို့ဘုရားစီချက်ချင်းသွားကြတယ်သွားပြီးတော့ဘုရားကိုလျှောက်ကြရှင်ဘုရားတဲ့သာသနာပေါင်းဝင်စခုမှဘုရားဘာသာဖြစ်စာယဟန်ဖြစ်စာကိုတော်လေးတွေပါပါတယ်တဲ့မြတ်စွာဘုရားကိုမဖူးတွေ့ရလို့ရှိရင်သူတို့တွေဟာစိတ်ပြက်ပြီးတော့ဟိုရင်းဖြစ်သွားပါလိမ့်မယ်တဲ့သိခံလိုက်ပါတဲ့ယဟန်တန်ဃာတွေကိုနှင်ထုတ်တယ်လို့ကြားတာနှင်မထုတ်ပါနဲ့ပြန်ပြီးတော့ခါတိုင်းလိုပဲယဟန်တန်ဃာတွေကိုချီးမြှောက်ပါဗျာတဲ့ဆုံးမဩဝါဒပေးပါမနှင်ပါနဲ့ပေါ့ဘာတောင်းမှသူတို့ကဥပမာလေးတွေနဲ့နော်မျိုးစိလေးတစ်ခုအားတဲ့ရေမရလို့ရှိရင်6ပြီးတော့သွားပါလိမ့်မယ်တစ်ပင်ငယ်ကလေးတွေ6သွားနိုင်ပါတယ်ဒီထဲမှာလဲကိုရောငယ်လေးတွေပါနေတယ်အဲ့တော့ရေမရရင်တစ်ပင်လေးတွေ6သွားတယ်လို့သူတို့လည်းပဲစိတ်ဓာတ်တွေ6ချသွားပါလိမ့်မယ်ပြန်ပြီးတော့လက်ခံတော်မူပါနောက်တစ်ခုကဒီအမိနုစုနေကစနွားငယ်လေးတစ်ကောင်အမေနဲ့ကွဲကွာသွားလို့ရှိရင်စိတ်ဓာတ်တွေပြက်ပြားသွားနိုင်ပါတယ်ဒါကြောင့်မို့မြတ်စွာဘုရားကိုမဖူးတွေ့ရလို့ရှိရင်ဒီကိုယ်တော်တွေဟာလည်းနွားငယ်လေးတွေလို့စိတ်ဆင်းရဲမှုတွေနဲ့ကြုံရပါလိမ့်မယ်ဒါကြောင့်မို့ရှင်ဘုရားပြန်ပြီးတော့လက်ခံတော်မူပါလို့ရှောက်တယ်တခါသူတို့ရှောက်နေတဲ့အချိန်မှာပဲမြတ်စွာဘုရားကိုတရားဟောဖို့လာရောက်ပြီးတော့တောင်းပန်တဲ့တဟံပတိပြမကြီးကလည်းဘဝကနဲ့ဘုရားရှိပေါ်လာပြီးတော့သူကလည်းရှောက်ပြန်ရှင်ဘုရားတဲ့ယဟန်တန်ဃာတွေထဲမှာအငယ်ရွယ်လေးတွေအများကြီးပါနေပါတယ်ခုနပြောတဲ့ဥပမာနဲ့ပဲပြန်ပြီးတော့ရှင်ဘုရားလက်ခံမှာမဟုတ်လို့ရှိရင်သူတို့ဟာစိတ်ဓာတ်တွေညှို့ချောက်သွားနိုင်ပါတယ်ပေါ့အဲ့လိုလျှောက်တာမြတ်စွာဘုရားကိုတောင်းပန်လျှောက်ထားတာအဲ့ဒါလို့တောင်းပန်လျှောက်ထားတဲ့အချိန်မှာရှင်မောက္ကလန်ကတကိုးရှင်
အမြဲတမ်းသူကခဏကအရှင်ဘုရားတို့ခဏစောင့်အောင်တပည့်တော်တို့သွားလျှောက်အောင်မယ်ဆိုတော့စောင့်နေကြတယ်သူစောင့်တဲ့အခါသူကဒီတိုင်းစောင့်တာမဟုတ်ဘူးသူဒိဗ္ဗသောတာနာနဲ့စေတောပရိယအဘိညာဉ်တွေကိုဖွင့်ထားတယ်သူကနော်ခုခေတ်ကလူတွေတော့အဲ့ဒါမရှိတော့တယ်လီဖုန်းဝယ်ဖွင့်နားထောင်လို့ရသူကဖွင့်ထားလိုက်တဲ့အခါကျတော့ဗြဟ္မာသဟပတိဗြဟ္မာကြီးဆင်းလာတာလည်းသူတွေ့လိုက်တယ်ရှောက်နေတာလည်းသူတွေ့တယ်တာဂဝေမင်းကြီးသွားရှောက်တာလည်းသူတွေ့တယ်အဲ့ဒါလို့ရှောက်နေတဲ့အချိန်ရှောက်တဲ့စကားသံတွေသူကြားတယ်မြတ်စွာဘုရားကတော့ဘာမှတုံ့ပြန်မပြောတိတ်တိတ်လေးနေသို့တော့မြတ်စွာဘုရားစိတ်ကိုသူလှမ်းပြီးတော့ကြည့်စေတောပရိယညာနဲ့ကြည့်နေတော့မြတ်စွာဘုရားကဗြဟ္မာကြီးလာလျှောက်ပြီးတဲ့အချိန်လေးမှာသဘောတူလက်ခံလိုက်တာဟုတ်ရှင်မောဂလန်ကသိလိုက်တယ်ကျန်တဲ့ကိုယ်တော်တွေသူမှမသိဘူးရှင်သာရိပုတ္တရာတော့မသိလိုက်ဘူးအဲ့ဒီမှာရှင်မောဂလန်ဘာပြောတော့ဆိုဟေးဘုရားကဂျိနတ်တော်ပြီသွားကြစို့နော်အခေါ်ဆောင်မနေနဲ့တို့ပြန်ညမယ်ဘုရားစီပြန်ညမယ်မြတ်စွာဘုရားဂျိနတ်တော်ပြီဆိုပြီးတော့တန်ဃာတွေအားလုံးသပိတ်သင်္ကန်းပြင်ပြီးတော့ဒီတစ်ခါတော့တိတ်တိတ်ဆိတ်ဆိတ်ကလေးသွားမှဖြစ်မယ်ဘုရားစီဝင်ညတာနော်ဒါကသုတ်တန်ထဲမှာတကယ်ရှိပါတယ်တော့မြတ်စွာဘုရားဘလောက်ကြည်ညိုစရာကောင်းတယ်ဆိုတာကြည့်လေဒါလေးကိုအသေးဖွဲလို့မအောင်မိတ်လိမ့်မယ်ဘုရားဘာသာရဲ့အချင်းစင်တစ်ခုလို့မှတ်သားတဲ့နယ်ပေါ့နော်တိတ်ဆိတ်ငြိမ်တဲ့ဘုရားကြောင်းသွားတာပဲဖြစ်ဖြစ်ဘယ်သွားတာပဲဖြစ်ဖြစ်တိတ်ဆိတ်ငြိမ်သက်မှုတွေဟာအမှန်တမ်းတန်ဖိုးရှိတာတန်ဖိုးရှိတယ်တခုပြောရအောင်မယ်ဗမာတွေရဲ့ဒီလွဲမှားနေတဲ့အမှုအကျင့်တစ်ခုလေးဘယ်သူကြောင့်လွဲမှားတယ်ဆိုတာတော့ပြောလို့မရဘူးလွဲမှားနေတာဘာလွဲမှားတော့ဆိုဘုန်းကြီးကြောင်းနဲ့လာလို့ရှိရင်ဖဏမစည်းရဘူးဆိုတဲ့အယူဆတစ်ခုပေါ်မှာမူတည်ပြီးတော့နော်ဖဏမစည်းရဘူးဖဏမစည်းဘူးဆိုတဲ့ဟာပဲသိတယ်ကားပေါ်ကတော့မစင်းဘူးစက်ဘိန်းပေါ်ကမစင်းဘူးဖဏတော့ချွတ်တယ်ဖဏစည်းရင်ဒီဘေဘိသာရမင်းချီမွားခွဲခံမှာကြောက်လို့ဘယ်သူကဒီဇာလန်ထွင်ထားတယ်တော့မသိဘူးနော်တေးသေးချာချာစားတဲ့ပိုင်ပေတဲ့ဟာကိုတေးသေးချာချာမှတ်သားတာလည်းမဟုတ်ဘူးအဲ့တော့လူတွေရဲ့လွဲမှားနေတာတစ်ခါကျတော့အတော်ကြီးစရာလည်းကောင်းတယ်ရှေးတုန်းကဘုန်းကြီးကျောင်းထဲကိုဝင်ပြီးဆိုရင်ရှေးကဆင်တို့မြင်းတို့ယထာတို့နဲ့လာလို့ရှိရင်မုတ်ရပြင်ဘက်မှာဆင်နေမြင်းနေယထာတွေထားပစ်ခဲ့တယ်ကျောင်းထဲဝင်တဲ့အခါဖဏစီးပြီးတော့ဝင်လာတယ်နော်ဖဏတော်စီးတယ်ရင်မစီးဘူးလို့ဆိုလိုတာအဲ့တော့အခုကပြောင်းပြန်ဖြစ်တယ်ဟာစက်ဘိန်းကြီးနဲ့ဝင်လာတယ်ဖဏတော်ကောက်ချွတ်တယ်စက်ဘိန်းပေါ်ကတော့မဆင်းဘူးကားနဲ့ဝင်လာတယ်ကားပေါ်မှာဖဏချွတ်တယ်ကားပေါ်ကတော့မဆင်းဘူးဆိုတော့ဒီကားရင်နဲ့ဖဏရင်ဟာဘယ်သူကပို့ပြီးတော့ဆိုးလဲဆိုကားရင်ကပို့ပြီးတော့မြင့်တယ်ပေါ့နော်စက်ဘိန်းရင်ကပို့ပြီးတော့မြင့်တာကပို့ပြီးတော့အာဃာတော်ဟာဖြစ်တယ်ပေါ့တကယ်ကြားလို့ရှိရင်ဖဏစည်းလာတာကတော်သေးတယ်ဖဏစည်းလာသည့်အတွက်ကြောင့်ကျောင်းပေါ်မှာဖုံးမပေးဘူးအဲ့တော့တကယ်ချွတ်ရမှာကစက်ဘိန်းတကယ်ယထာရမှာစက်ဘိန်းတကယ်ယထာကြရမှာကားဒီပြင်ရင်စည်းလာရင်ဒီပြင်ရင်မော်တော်ဆိုင်ကယ်ပါညာဒီလိုဟာထားဖဏကစီးဝင်ရမှာဒီလိုအဓိပ္ပာယ်ရှိတယ်ပေါ့အဲ့ဒါကိုပြောင်းပြန်လိုက်ပြီးတော့ကျင့်သုံးနေတာနိုင်ငံသားတယောက်ကမေးလို့ရှိရင်ဘယ်လိုဖြေရမှာဟာမျိုးကြီးမှာပဲနော်ကြီးမှာပဲစက်ဘိန်းတော်စီးဝင်တယ်ဖဏတော်ချွတ်တယ်ဘာလို့ထားလို့မေးမှာပဲလေဟိုမစင်စားတာတွေကိုပြောပြတာပါအမှန်တမ်းစဉ်းစားကြရကောင်းတယ်မစဉ်းစားပဲမနေသင့်ဘူးအဲ့တော့ခုနရှင်မောဂလန်တို့ဖျားစီရောက်သွားတဲ့အခါမြတ်စွာဘုရားကအတားတကြီးစကားဆပြောတယ်ငါနှင်လိုက်တဲ့ရဟန်းတန်ဃာတွေကိုငါနှင်လိုက်တော့တာရိပုတ္တရာမင်းစိတ်ထဲမှာဘလို့ဖြစ်လဲဒီမိကုံးကိုမေးမောဂလန်မင်းစိတ်ထဲမှာဘလို့ဖြစ်ဆိုတော့ရှင်သာရိပုတ္တရာကဘလို့ဖြစ်တော့ဆိုမြတ်စွာဘုရားဟာပရိသတ်နဲ့မဆက်တယ်ပဲနဲ့ကြောင်းကြမဲ့နေခြင်းနေပြီမျက်မှောက်ဘဝမှာချမ်းသာတာနေခြင်းနေအဲ့တော့ပရိသတ်နဲ့မနေခြင်းတော့ဘူးဒီလိုအဓိပ္ပာယ်ရှိတယ်ငါလည်းပဲမြတ်စွာဘုရားလိုပရိသတ်နဲ့မနေတော့ဘူးချမ်းသာပဲနေမယ်လို့ဒီလိုစိတ်ကူးမိပါတယ်ဘုရားဆိုတော့မြတ်စွာဘုရားဟေးဆိုင်အောင်မလုံးနဲ့အောင်နော်မြတ်စွာဘုရားလက်မခံဘူးအဲ့တော့ဒီအချိန်မှာရှင်သာရိပုတ္တရာဟာပညာရာဣတရကြပါရဲ့တန်းနဲ့ဘာဖြစ်လို့ဘုရားအာဘော်ကြောက်အောင်မဖြေနိုင်ရလားရှင်သာရိပုတ္တရာကစိတ်နုတယ်
စိတ်နှုတယ်ဆိုတာတဘာဝကိုပြောပြတာနော်လူဆိုတာတဘာဝမှာစိတ်ထက်တဲ့လူရှိတယ်စိတ်နှုတဲ့လူရှိတယ်ရှင်သာရိပုတ္တရာအလွန်တနာတတ်တယ်အလွန်ငဲ့ညှာတတ်တယ်စိတ်ပြော့တယ်လို့ပြောရမှာတဘာဝပြော့တာကိုပြောတာနော်ခိရိတာပြော့တာမဟုတ်ဘူးတဘာဝကအမတမငဲ့ညှာတယ်ရှင်သာရိပုတ္တရာဒါမှမဟုတ်ရှင်သာရိပုတ္တရာကိုမိခင်စိတ်လို့ပြောကြရှင်သာရိပုတ္တရာမထေရမြတ်ကဖယားကတော့တို့ကိုနှင်းနာတန်ခါပရိသတ်နဲ့ပတ်သက်ပြီးတို့မြတ်စွာဘုရားမလုပ်တော့ဘူးငါလည်းဒီလိုမလုပ်တော့ဘူးလို့တပည့်တော်အေးချမ်းမယ်နေတော့မယ်လို့ဒီလိုစိတ်ဝင်စားတယ်စိတ်ကူးမိတယ်ဆိုတော့မြတ်စွာဘုရားဆိုင်းမအောင်တဲ့ဆိုပြီးပြောပြီးမောက္ကလံဘယ်လိုတွေးတုံဆိုတော့မြတ်စွာဘုရားကအေးချမ်းနေခြင်းနဲ့ဆိုလို့ရှိရင်ချမ်းသာနေတော့မယ်ဆိုရင်ဒီတန်ဃာတွေရဲ့တောင်းကိုငါနဲ့သာရိပုတ္တရာနှစ်ဦးပဲထမ်းဆောင်ရတော့မှာပဲလို့တို့ကကြိုးစားပြီးတော့ဆုံးမရမယ်လို့စိတ်ထဲမှာဒီလိုဖြစ်ပါတယ်ဆိုတော့မြတ်စွာဘုရားတာရုခေါ်အဲ့ဒါကိုအထက်ကရာကဘလို့မှတ်ချက်ပေးထားတော့လို့ဆိုတဲ့အခါမှာရှင်သာရိပုတ္တရာမထေရမြတ်ကကိုလုံးရမဲ့တာဝန်တစ်ခုမေ့သွားတဲ့သဘောရှိတယ်ပေါ့မြတ်စွာဘုရားကအကယ်၍ဘုရားကအေးနေရင်တောင်သူကနော်မိဘဆိုလို့ရှိရင်တာအကြီးဆုံးကတာဝန်ရှိတယ်ဒီဆရာကိစ္စဆိုလို့ရှိရင်တပည့်အကြီးဆုံးကတာဝန်ရှိတယ်လေအဲ့ဒီတာဝန်လေးကိုသူမေ့သွားတယ်ဒီလိုအဓိပ္ပာယ်မျိုးပြောတယ်အဲ့ဒါကိုတီဃာတွေမှာဘာပြောပြန်တော့ဆိုရင်အဲ့ဒီလိုပြောတာလေးကိုစိတ်ထဲကဒီလိုစိတ်ထဲပေါ်တာလေးကိုမနောဒုစရိုက်လို့သုံးထားတာတွေ့နေရတယ်ဒါပေမဲ့ဒီဒုစရိုက်ဆိုတဲ့အဓိပ္ပာယ်ကကာယဒုစရိုက်ဝစီဒုစရိုက်မနောဒုစရိုက်ဆိုတဲ့အသုံးမျိုးမဟုတ်ဘူးစိတ်ထဲမှာမဖြစ်တဲ့နာလေးဖြစ်တယ်လို့ဒီလိုပြောတဲ့အဓိပ္ပာယ်ပဲတိုးတော့သုံးလိုက်တဲ့စကားလုံးကြီးကကြောက်ခမန်းလိလိဖြစ်ယဟန္တာဖြစ်ခဲ့တဲ့မနောဒုစရိုက်ဖြစ်တယ်လို့ဆိုတာဘယ်သူကစပြီးဒီစကားလုံးကိုပါဠိထဲမှာထည့်သုံးလိုက်တယ်ဆိုတာတော့ပြောနိုင်ဘူးနော်တီဃာတွေကထည့်သုံးလိုက်တဲ့စကားလုံးလေးတစ်ခုရှိတယ်မနောဒုစရိုက်တကယ်ကတော့ရှင်သာရိပုတ္တရာမထေရကိုယ့်ရဲ့တာဝန်တစ်ခုကိုသူကအမတ်တမဲ့မြတ်စွာဘုရားမထမ်းဆောင်တော့ရင်ငါတို့ထမ်းဆောင်ရမယ်လို့ဆိုတဲ့တာဝန်တစ်ခုမစင်စားမိတဲ့သဘောလေးဖြစ်သွားတယ်ပေါ့ရှင်မောက္ကလံကြတော့အဲ့ဒါကိုစဉ်းစားမိတယ်ဖရာတာဝန်မယူဘူးဆိုရင်ငါတို့တာဝန်ယူရတော့မှာပဲလို့ဒီလိုအတွေးမျိုးတွေးတယ်တဲ့အေးဒါဟာမြတ်စွာဘုရားသခင်ကိုရောမြတ်ဟာတိတ်ဆိတ်ငြိမ်သက်မှုကိုမျက်နှိုးတယ်ဆိုတဲ့အချက်နဲ့ပတ်သက်ပြီးတော့မှတ်သားဖို့ရများဖြစ်ပါတယ်မြတ်စွာဘုရားကအရိယောတုံတိပါဝောမြင့်မြတ်တဲ့တိတ်ဆိတ်ငြိမ်သက်မှုဆိုတာဘာကိုဆိုလိုတာလဲလို့ဆိုတဲ့အခါ Noble Silence ပေါ့ဘာမှမသိလို့ငုတ်တုတ်ထိုင်နေတာလားအိတ်နေတာဟာဒါ Noble Silence လားစကားမပြောတတ်လို့မပြောဘဲနဲ့နေတာအာကြီးတို့နေတာရောနေသင့်သလားဒါလည်းစဉ်းစားရအောင်နော်အဲ့လိုမြတ်စွာဘုရားကဆိုလိုတာကပြောရင်တရားစကားပြောတရားစကားမပြောဘူးဆိုရင် Noble Silence မြင့်မြတ်တဲ့တိတ်ဆိတ်ငြိမ်သက်မှုမမေ့ရဘူးအဲ့တော့မြင့်မြတ်တဲ့တိတ်ဆိတ်ငြိမ်သက်မှုဆိုတာဘာလဲဆိုမေတ္တာပို့နေတာလေမြင့်မြတ်တဲ့တိတ်ဆိတ်ငြိမ်သက်မှုအာနာပါနလေးနှလုံးသွင်းနေတာလေမြင့်မြတ်တဲ့တိတ်ဆိတ်ငြိမ်ကိုယ်မှာတရားဓုတရားမြတ်ရှိရင်အဲ့ဒီတရားဓုတရားမြတ်ဥမာပဲဇာနာသမဘဝင်စားမယ်ဖလားသမဘဝင်စားမယ်သို့မဟုတ်ဓမ္မတစ်ခုကိုစဉ်းစားပြီးတော့နေမယ်ဆိုလို့ရှိရင်ဒါမြင့်မြတ်တဲ့ Noble Silence အမြင့်မြတ်ဆုံး Noble Silence ဆိုတာကြတော့ဘာလဲလို့ဆိုရင်ဖလားသမဘဝင်စားတာတို့ဇာနာသမဘဝင်စားတာတို့နိဗ္ဗာန်ကိုအာရုံပြုပြီးတော့နေတာဟာတကယ့်ကို Noble Silence ဖြစ်ပါတယ်အဲ့ဒီကိုနိဗ္ဗာန်ကိုအာရုံပြုပြီးတော့နေနိုင်ဖို့အထိဘုန်းကြီးတို့တွေဟာတိတ်ဆိတ်ငြိမ်သက်မှုဟာတန်ဖိုးရှိတယ်ဆိုတာသိရှိနားလည်ဖို့လိုအပ်ကြပါတယ်။ဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့ဘုရားမြတ်စွာရဲ့နှစ်သက်မြတ်နိုးတဲ့အချက်တွေမြောက်များစွာရှိတဲ့ထဲမှာတိတ်ဆိတ်ငြိမ်သက်မှုမြတ်နိုးတာဟာမြတ်စွာဘုရားသခင်ကိုရောမြတ်ပဲဖြစ်တယ်။ကဘာမှာတိတ်ဆိတ်ငြိမ်သက်မှုတန်ဖိုးအထားဆုံးပုဂ္ဂိုလ်တာမန်တိတ်ဆိတ်ငြိမ်သက်မှုမျိုးမဟုတ်ပဲနဲ့မြတ်စွာဘုရားတန်ဖိုးထားတဲ့တိတ်ဆိတ်ငြိမ်သက်မှုမျိုးသည်အကျိုးမဲ့စကားတွေကိုမပြောပဲမပြောရဘူးလို့လုံးဝမပိတ်ဘူးမြတ်စွာဘုရားကနော်မပြောဘဲနဲ့ဝစီဘိတ်ကျင့်တာကိုမြတ်စွာဘုရားမကြိုက်ဘူးနော်ဝစီဘိတ်ဆိုပြီးတော့ခုခေတ်ကလည်းကျင့်တတ်သေးတယ်ဟိုပြောပြရှိရင်ပြောရတရားစကားပြောရဒီလိုဆိုလို့ဘုရားလမ်းဖွင့်လာတာစကားမပြောရဘူးပြောတာမဟုတ်ဘူးဓမ္မိကထာဝါတရားစကားပြောမပြောဘူးဆိုမှ Noble Silence အဲ့ဒီ Noble Silence ဆိုတာဘုရားဘာသာရဲ့ Noble Silence ဟာဘယ်လောက်ထိအောင်ဆင့်မြင့်တယ်လဲဆို
သမထကျင့်စဉ်တစ်ခုနဲ့နေတယ်ဝိပဿနာကျင့်စဉ်တစ်ခုနဲ့နေတယ်နောက်ဆုံးမှာဇာနတမပတ္တိဖလားတမပတ္တိဆိုတဲ့အစစ်မြင့်တဲ့တရားတွေစိတ်ဝင်စားပြီးတော့နှလုံးသွင်းဆင်ခြင်နေတာကို Noble Silence ခေါ်တယ်အဲ့ဒီအဆင့်ရောက်ပြီးထိအောင်တို့တွေကြိုးစားအထောက်ကြမှာတိတ်ဆိတ်နေတဲ့မှုကိုအဲ့ဒီထိအောင်မျက်နှိုးကြရမှာလို့သဘောကျပြီးတော့ Noble Silence ရရှိသည့်ထိအောင်ကြင်ကြံကြိုးကုပ်အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်း